ဒီကနေ့ဘုံဘုံတို့ကာယကံရှင်များနဲ့တကွလိုင်းမောကနေတရားဒေသနာများကိုနာယူကြည်ညိုနေကြတဲ့တရားဓမ္မပေါင်းသူတော်ဟောင်းတို့ကိုတဏှာရီလောက်တရားဒေသနာများဘုံဘုံတို့ဟောပါမယ်အဲ့တော့ဒီကနေ့ဘုံဘုံတို့ဟောဖို့စဉ်းစားထားတဲ့တရားကငြိမ်းအေးလိုသူများအတွက်တဲ့ဘာလို့ဒီတရားလေးတွေကိုဘုံဘုံတို့ဟောပြနေတော့ဆိုတော့တရားတော့ဟောပြသားလေးတွေကြီးပါပဲဒါပေမဲ့သူ့ဟာသူအပိုင်းကဏ္ဍလေးတွေခွဲပြီးတော့စူးစီးပေးထားတဲ့သဘောလေးပေါ့ဟိုတလောကသိခြင်းတရားနဲ့ပတ်သက်ပြီးတော့ထွက်ခွာသွားမည်သူများအတွက်ဆိုပြီးသိခြင်းနဲ့ပတ်သက်တဲ့ဒေသနာလေးတွေကိုဘုံဘုံတို့တဏှာရီစာလေးစူးစီးပြီးတော့ပြောပြတယ်ပေါ့နော်အဲ့ဒီနောက်ဥပုပ်မှာမကျမ်းမာသူများအတွက်ဆိုပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်တဲ့ခိလာနာတွေနဲ့ပတ်သက်တဲ့တရားဒေသနာလေးတွေဒီခါထပ်ပြီးတော့စူးစီးပြီးတော့တဏှာရီစာလောက်ဘုံဘုံတို့ဟောပြတယ်ပေါ့နော်အဲ့ဒါဒီကနေ့တော့ငြိမ်းအေးလိုသူများအတွက်ဆိုပြီးတော့ပူလောင်ခြင်းတရားတွေနှိမ့်ဆက်ခံနေကြရတဲ့တရားဓမ္မတို့ဦးဇင်းတို့ပုထုဇဉ်လူသားတွေအတွက်မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးပေးခဲ့တဲ့ငြိမ်းအေးရာငြိမ်းအေးကြောင်းနီလန်ကောင်းတွေကိုဒါဒီကနေ့ဘုံဘုံတို့တဏှာရီစာလေးစုစည်းပြီးတော့ပြောမယ်လို့စိတ်ကူးထားနော်တရားကောင်းစဉ်ကငြိမ်းအေးလိုသူများအတွက်ဆိုတော့မငြိမ်းအေးလိုတဲ့သူတွေကရှိသေးလို့လားလို့မေးတယ်ကတော့ရှိတာနော်မငြိမ်းအေးခြင်းတဲ့လူမရှိဘူးလို့မထင်နဲ့တတ္တဝါတွေဆိုတာပင်ကိုယ်တဘာဝကမငြိမ်းအေးမှုပူလောင်မှုမှာပဲပြောကြတာလို့မြတ်စွာဘုရားဟောထားတဲ့ဒေသနာတစ်ပုဒ်ရှိအနုပတမရာမဘိက္ခဝေပဇာအနုပတမရတာအနုပတမတံပုရိတာတတထာဂရေနဩပတမိကေဓမ္မေဒေတိယမာနေသုတ်တုတတိသောတံဩရဟတိအညာစိတ်တံဥပထပေတိလို့မြတ်စွာဘုရားရဲ့အံ့ဩဖွယ်ကုန်၄ပါးကိုဟောပြတဲ့ဒေသနာမှာဗာပြောထားတော့ဘိက္ခဝေယဟန်တော်တို့ပဇာတတ္တဝအပေါင်းတို့သည်အနုပတမရာမှာမငြိမ်းချမ်းမှုပူလောင်မှုမှာမွေ့လျော်ကြတယ်တဲ့အနုပတမရတာမငြိမ်းချမ်းမှုမှာပျော်ပိုက်ကြတယ်အနုပတမတံပုရိတာမငြိမ်းချမ်းကြောင်းတရားတွေနဲ့ပဲသူတို့နေရတာဝမ်းသာကြတယ်ဒါပေမဲ့လို့ဘုရားရှင်ကိုရမေကြီးပွင့်လာတဲ့အခါမှာအဲ့ဒါလိုမငြိမ်းချမ်းမှုမှာပျော်နေကြတဲ့ပူလောင်ပင်ပန်းမှုမှာမွေ့လျော်နှိမ့်ချိုက်နေကြတဲ့တတ္တဝါတွေကိုမြတ်စွာဘုရားကဩပတမိကေဓမ္မေဒေတိယမာနေငြိမ်းအေးကြောင်းတရားတွေကိုဟောပြတဲ့အခါမှာသုတ်တုတတိသောတံဩရဟတိစောစောကမငြိမ်းချမ်းမှုမှာပျော်နေကြတဲ့တတ္တဝါတွေဟာနားဆိုင်ပြီးတော့ထောင်ကြတယ်နားလေလူစိတ်ရှိကြတယ်အညာစိတ်တံဥပဒပင်တိတဲ့ငြိမ်းချမ်းကြောင်းတရားတွေကိုသိလို့တဲ့စိတ်တွေဖြစ်သွားကြတယ်တဲ့ဒီဒေသနာလေးရှိနော်အဲ့တော့အဓိပ္ပာယ်ကဘာပြောတာတော့မငြိမ်းအေးလိုတဲ့လူရဲ့လို့ရှိပါမလားဆိုတဲ့မေးခွန်းလေးကိုနော်ဘုံဘုံကကိုယ့်ဟာကိုယ်မေးမိရင်းနဲ့ဒီဒေသနာလေးကိုအမှတ်ရတာမာဖြစ်ကြည့်မယ်ဆိုတော့ဘုံဘုံတို့ငြိမ်းအေးခြင်းကြတာကြီးပဲလို့ထင်စရာရှိဒါပေမဲ့တကယ်ပင်ကိုယ်စိတ်အနေထားလေးကိုဝေဖန်ကဲဖြတ်ကြည့်မယ်ဆိုရင်လိုချင်မှုဆိုတဲ့လောဘနဲ့ပူပူလောင်လောင်နေရတာကိုဘုံဘုံတို့ဟာတခါတည်းရံမွေးလျော်နှစ်ချိုက်ပျော်ပိုက်နေတတ်ကြတယ်မကျေနပ်မှုဆိုတဲ့ဒေါသကြီးနဲ့ပူပူလောင်လောင်နေရတာကိုလည်းပဲဘုံဘုံတို့မွေးလျော်နေကြတာဟောမရှိဘူးလားရှိတယ်ဒါကြောင့်တတ္တဝါတွေရဲ့ပင်ကိုယ်သဘောကမငြိမ်းချမ်းမှုမှာပျော်ကြတဲ့သဘောရှိတယ်မြတ်စွာဘုရားကငြိမ်းချမ်းကြောင်းတရားကိုဟောပြီးဆိုတော့မှစိတ်ဝင်စားလာတယ်နော်နားဆိုင်ပြီးတော့ထောင်လိုစိတ်တွေဒီတရားကိုသိလို့စိတ်တွေဖြစ်လာကြတယ်ဒါဟာမြတ်စွာဘုရားရဲ့အစွမ်းပဲလို့ဒီဒေသနာကိုကြည်ခြင်းအဖြစ်ဘုံဘုံတို့မငြိမ်းအေးလိုတဲ့စိတ်ကလေးတွေပင်ကိုယ်ခြင်းအဖြစ်ရှိနေတတ်တယ်ဆိုတာလေးကိုသတိထားမိဖို့ပြောပြတာပေါ့နော်အဲ့တော့ဘုံဘုံတို့ဒီနေရာမှာငြိမ်းအေးခြင်းတယ်ဆိုလို့ရှိရင်ပထမအဆင့်ကိုငါဟာပြည့်ပြည့်ဝဝမငြိမ်းအေးသေးပါလားပူပူလောင်လောင်နေရတဲ့အနေအထားမှာပဲ
ရှိနေသေးပါလားလို့ကိုအရှင်နားလေတဲ့နယ်လို့ထင်တယ်ကို့မှာပြဿနာရှိတယ်ဆိုတာကိုသိမှအဲ့ဒီပြဿနာကိုရှင်းလို့စိတ်အဲ့ဒီပြဿနာကိုဘယ်လိုရှင်းရမလဲဆိုတဲ့နိလန်းရှာတဲ့အနေအထားအဲ့ဒီပြဿနာကိုလက်တွေ့ကင်တွယ်ဖြေရှင်းတဲ့အနေအထားကိုဘုန်းဘုန်းတို့ရောက်နိုင်မယ်ပေါ့နော်ဒါကြောင့်ငြင်းအေးခြင်းတယ်ဆိုရင်ကို့မှာမငြင်းအေးတဲ့သဘောတွေရှိနေတယ်ဆိုတာကိုပထမဦးစွာနားလည်ဖို့လက်ခံဖို့အရေးကြီးတယ်လို့ဘုန်းဘုန်းထင်တယ်နော်ဒါမှဒီပြဿနာကိုဘုန်းဘုန်းတို့ရှင်းလင်းလို့စိတ်ဖြစ်လာမယ်အဖြေရှာလို့စိတ်ဖြစ်လာမယ်ဟုတ်လားပြောချင်တာကငြင်းအေးလို့စိတ်အရင်ရှိရမယ်မငြင်းအေးဘူးဆိုတာကိုသိမှလည်းပဲငြင်းအေးလို့စိတ်ကရှိမှာပေါ့နော်တကယ်တမ်းပြောရမယ်ဆိုရင်ပုထုဇဉ်တွေဆိုတာကတော့ဘယ်သူမှပြပြဝဝငြင်းအေးကြတာမဟုတ်ပါဘူးအပူသေးတွေကြီးပါပဲကိုယ်အကြောင်းနဲ့ကိုပူလောင်နေကြတဲ့လူတွေပဲများပါတယ်အကြောင်းမျိုးမျိုးကြောင့်ပူလောင်နေကြတယ်ပင်ပန်းနေကြတယ်ဆင်းရဲနေကြတယ်ဒီချာချာလေးဉာဏ်ကလေးနဲ့လောကရဲ့ပုံမှာသုံးသပ်ကြည့်လိုက်နော်စာရေးဝေရေးနေရေးမပြည့်စုံလို့ပူလောင်နေကြတဲ့လူတွေအများကြီးမရှိဘူးလားစာဝတ်နေရေးပြည့်စုံပြီဆိုတော့လည်းပဲစီးပွားရေးဆိုပြီးတော့ကိုသားသမီးတွေရဲ့ရှေ့ရေးအကုန်လုံးကြည့်ပြီးတော့စီးပွားရေးအတွက်ဒီနေ့အပြင်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ပူလောင်ပင်ပန်းနေကြတာမရှိဘူးလားတခါပညာရေးတဲ့ပူရတာပဲဘုံဘုံတို့ငယ်ငယ်တုန်းကဆိုကြောင်းနေတုန်းကပူရတာပဲပြန်စဉ်းစားကြည့်ရင်နောက်ကလေးဘဝအေးချမ်းနေဘယ်ချိန်မှအေးချမ်းတာလဲလို့တောင်တွေးမိဟုတ်လားတချို့ကကလေးဘဝကိုအေးချမ်းတယ်လို့ပြောကြတယ်ဟုတ်လားကိုကလေးဖြစ်ခဲ့တုန်းကအနေထားကိုသိပြီးတော့မမှတ်မိကြလို့များလားလို့ဘုံဘုံကတော့တွေးမိတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့ပူရတာပဲမသင်ခြင်းမဲနဲ့သင်ရတယ်ကိုသင်တာကိုနားမလဲတော့လဲပူရတယ်အမျိုးမျိုးပေါ့တဆင့်တက်လာပြီအသက်ရွယ်လေးရလာပြီဆိုတော့လူမှုရေးဆက်ဆံရေးဘိုးတောင်ဆိုသေးတယ်လူမှုရေးဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ဘုန်းတို့အဆင်မပြေရင်ပူလောင်ကြရတယ်ပင်ပန်းကြရတယ်တယောက်ကိုတယောက်စိတ်တိုင်းမကြလို့တယောက်ကိုတယောက်နားလည်းမပေးနိုင်လို့ခွင့်မလွတ်နိုင်လို့သိမခံနိုင်လို့တယောက်ရဲ့ဈေးရောက်တယောက်ကိုမကြိုက်လို့အမျိုးမျိုးသောအကြောင်းကြောင့်ဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့လူတွေဟာပင်ပန်းကြတယ်ဆင်းရဲကြတယ်နော်ဆရာတော်ဥဇောတိကဟောထားတဲ့တရားထဲမှာငယ်ငယ်ကကြားဘူးတယ်သေခြင်းလောက်အောင်ပင်ပန်းတယ်ပူလောင်တယ်ဆိုတာဒီဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ဖြစ်ကြတာပဲများတယ်တဲ့ဟုတ်တာပဲသေခြင်းလောက်အောင်စိတ်ညစ်တယ်ဆိုတာအဲ့ဒါတယောက်နဲ့တယောက်အဆင်မပြေကြလို့စိတ်ညစ်ကြရတာဟုတ်လားဒါကြောင့်ပူနေကြရတယ်ဆင်းရဲနေကြရတယ်ဆိုတာကိုမြင်စေခြင်းလို့ပြောပြတယ်နော်တဆင့်တက်လာလိုက်စားရေးဝေရေးနေရေးစီးပွားရေးပညာရေးဆက်ဆံရေးကျမ်းမာရေးတဲ့ပူရတာပဲအသက်ရွယ်လေးရလာရင်ခန္ဓာကိုယ်ကဖောက်ပြန်တော့ဖောက်ပြန်မှုကထင်ရှားတော့မှလေကံဆိုရင်တော့စောစီးစီးဖောက်ပြန်ကြတာပေါ့ဟုတ်လားဒါပေမဲ့ဘလို့ပဲကံကောင်းပါလေပြော50ကျော်60ကျော်ရောက်လာပြီဆိုလို့ရှိရင်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ပူကြရတာမရှိဘူးလားပိုးတောင်ပူရသေးတယ်ဟုတ်လားဟိုဒီနေ့ကနော်အသက်40 height ပဲတက္ကမတယောက်တရားလဲတော်တော်လေးကိုပဲသူတို့အာယုံဆိုင်ပြီးတော့ကြိုးစားကြတဲ့လူတွေပါပဲကြွက်သားတွေအားနေတဲ့ယောဂပေါ့ထပြီးရင်မထိုင်နိုင်တော့ဘူးထိုင်ပြီးရင်မထနိုင်တော့ဘူးထူပြီးတော့မှပဲသူများထူပြီးတော့မှပဲတော့ထနိုင်တာလမ်းလျှောက်တော့လည်းပဲရိုင်းထိုးနေအဲ့ဒါလို့ယောဂဝေဒနာအကြီးကြီးဖြစ်နေတဲ့ကြားထဲဟိုတနေ့ကအဲ့ဒါခွဲစိတ်မှုတစ်ခုလုပ်ရတယ်အပိုက်ထဲမှာအလုံးရှိလို့တဲ့အဲ့ဒါခွဲတဲ့အခါကျတော့သူ့ရဲ့အတွေ့အကြုံပေါ့လေမခွဲခင်မှာအလွန်ကြောက်တယ်တဲ့ငါလမ်းမရှောက်မှရှောက်နိုင်မှာတော့မလားခွဲကန်းထဲမှာအစင်းမပြေးပါမလားဒါဘုံဘုံလည်းငယ်ငယ်ကခွဲကန်းထဲဝင်ခဲ့ဘူးတာပါပဲတကယ်ကိုစိတ်ထဲမှာအစင်းပြေးအောင်မနေကြီးကြိုးစားရတယ်ပေါ့နော်မနေကြိုးစားရတယ်ဒါပေမဲ့လို့မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုလေ့လာထားတာသင်ယူထားတာထိုက်သည့်အားလျော်စွာလေ့ကျင့်ထားတာဒါလေးတွေရှိနေတော့စောစောကပြောတဲ့ဒကမစိတ်ရဲ့ကြည်လင်မှုအေးချမ်းမှုကိုခွဲကန်းနဲ့ရောက်သွားတော့ရသွားတယ်တဲ့မေတ္တာတွေလည်းပို့လို့ရသွားတယ်ကြည်လင်ချမ်းသာပဲခွဲကန်းနဲ့ရထွက်လာတော့မိသားစုကတော်တော်တောင်အံ့ဩကြတယ်ကြည်လင်ပဲဘာထိခိုက်မှုမှမရှိသလိုပဲပေါ့နော်သူကတော့တလုံးနဲ့ဘုံဘုံကိုပြောပါတယ်ယတနာမြတ်သုံးပါးရဲ့ကျေးဇူးဖရာတဲ့အဓိကကတော့မှန်မှန်ကန်ကန်စဉ်းစားတတ်လို့ဆင်ခြင်တတ်လို့နှလုံးသွင်းတတ်လို့စိတ်ရဲ့နော်အေးချမ်းမှုကိုသူရသွားတာပေါ့အဲ့တော့ပြောချင်တာက
ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့လည်းပဲဘုန်းဘုန်းတို့တွေဟာပူနေကြရတယ်။ဘာမှဖြစ်မှလဲဆိုတာသတိမေ့ပြီးတော့ကိုယ့်ကိုယ်ကိုမသုံးသပ်မိလို့သာနေရမယ်။အရေးအယောင်လေးပြလာပြီဖောက်ပြန်မဲ့အရေးအယောင်လေးပြလာပြီဆိုတော့အဲ့ဒါကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဘယ်လောက်ပူရမလဲဆိုတာသိလိမ့်မယ်အဲ့ဒီကြရင်ဟုတ်လားရှေ့ဆက်တိုးကြည့်လိုက်သေကောင်ပေါင်းလည်းဖြစ်တဲ့အနေအထားရအောင်မှာပဲအဲ့ဒီကြရင်လည်းဘာလို့အောင်မှာတော့ပူရအောင်မှာပဲနော်စဉ်းစားကြည့်နော်အဲ့တော့တကယ်လို့ဘုံဘုံတို့တွေဟာအခုလောလောဆယ်တချို့သာသာယာယာအစဉ်ပြေလို့ဘုံဘုံပြောတဲ့ပူလောင်မှုတွေပင်ပန်းမှုတွေမရှိပါဘူးဆိုအောင်တောင်မှတစ်ချိန်မှာလောကရန်တရားတွေနဲ့တွေ့ရအောင်ပါပဲတွေ့ရင်ကိုယ်ကပြင်ဆင်မထားဘူးဆိုရင်ပူရအောင်မှာလောင်ရအောင်မှာပဲနော်လောကရန်ဆိုတာလည်းမတွေ့ပဲလေနေမှာမဟုတ်ဟုတ်လားအဲ့တော့အမျိုးမျိုးသောကြောင်းကြောင်တတ္တဝါတွေကပူလောင်ကြတယ်ပင်ပန်းကြတယ်တောကပရိဒေဝဒုက္ခဒေါမနတဥပယာတဆိုပြီးတော့မြတ်စွာဘုရားကနော်ဇာတိပစ္စယနော်လူရည်လို့ဖြစ်လာရင်မွေးဖွားလာပြီဆိုတာနဲ့ဒီတောကဆိုတဲ့စွေရင်ပရိဒေဝဆိုတဲ့ငိုကြွေးခြင်းဒုက္ခဆိုတဲ့ကိုယ်ဆင်းရဲခြင်းဒေါမနတဆိုတဲ့စိတ်ဆင်းရဲခြင်းဥပယာတဆိုတဲ့ပင်ပန်းခြင်းတွေဟာအကြောင်းအားလျော်စွာဖြစ်လာတော့တာပဲလို့မြတ်စွာဘုရားဟောတော့ဒီခေတ်ဆိုလို့ချင်းခုနတုန်းကပြောခဲ့တဲ့အမျိုးမျိုးသောအကြောင်းတရားတွေကိုခြေခံပြီးတော့ကိုယ့်ရဲ့စိတ်ကိုမှန်မှန်ကန်ကန်မထားတတ်တော့ချို့ဆိုစိတ်ဓာတ်ကြတဲ့ယောဂါတွေဖြစ်ကြတယ်ဟုတ်လားစိတ်ဆရာဝန်နဲ့ပြကြကုကြတကြရတယ်နောက်ဆုံးတချို့ယူသွားတဲ့လူတွေတောင်ရှိတယ်ဒါပါတော့ပင်ပန်းကြရတယ်ဆင်းရဲကြရတယ်တတ္တဝါတွေကပူလောင်မှုနဲ့နေကြရတယ်ဆိုတာဘုံဘုံတို့နည်းနည်းလေးစဉ်းစားကြည့်ပြီးတော့ပြောကြည့်တာဟုတ်လားဒါကြောင့်မို့လို့မြတ်စွာဘုရားလက်ထက်ကရှင်သာရိပုတ္တရာရဲ့ညီမတော်ဥပစာလာထေရီကိုမာနကအန္တဝန္တောရရတစ်ပင်အောက်မှာတပါးတည်းငြိမ်းငြိမ်းချမ်းချမ်းနေတော့မှမာနကရောက်လာပြီးတော့နှောက်ယှက်တဲ့အနေနဲ့နော်ဘယ်ဘုံကိုများရောက်ချင်တော့ဘယ်ဘဝများရောက်ချင်တော့အဲ့မှာဘုံဌာနကိုရည်ညွှန်းပြီးတော့ပြောတယ်ဆိုလိုတာကဘယ်နေရာလေးများသွားချင်တော့အခုနားလည်အောင်ပြောရမယ်ဆိုရင်တော့ဟုတ်လားဘယ်နေရာလေးများသွားနေချင်တော့ဒါတွေကတော့ဘယ်ဘုံကိုရောက်လို့တလေတော့ဘယ်ဘုံမှမရောက်ချင်ဘူးဘယ်ဌာနမှမရောက်ချင်ဘူးဟာဘာဖြစ်လို့တော့နတ်ပြည်ဆိုကောင်းမှာကောင်းနတ်ပြည်6ထပ်ရွတ်ပြပြီးတော့အဲ့ဒီနေရာရောက်ဖို့စိတ်ကူးပါလားအဲ့တော့ဘာပြန်ပြောတော့ဆိုတော့တဘောအာရိပိတောလောကောတဘောလောကောဘဒုပိတောတဘောပစ္စလိတောလောကောတဘောလောကောပကံပိတောတဲ့ဒါယန္တာထေရီမာကြီးတယောက်ရဲ့အမြင်ပေါ့နော်ဘာပြောတော့တဘောလောကောတဲ့အလုံးစုံသောလောကကြီးဟာတတ္တဝါတွေကိုအဓိကရည်ညွှန်းတာပေါ့နော်အလုံးစုံသောလောကကြီးဟာအာတိပိတောရဲပြောင်ပြောင်တောက်လောင်နေတယ်မိကြီးခဲကြီးလို့ပေါ့ဒါသူ့ရဲ့အမြင်နော်တတ္တဝါတွေကိုကြည့်ပြီးတော့သူ့စိတ်ထဲမှာလောင်နေတယ်လို့ပဲမြင်နေတယ်တဘောလောကောဘဒုပိတောတဲ့အခိုးတလူလူထနေတယ်တဲ့ဘုံဘုံတို့ဖွဲပုံတွေဘာတွေများမီးရှို့ထားတယ်ဆိုရင်မီးကိုတူဦးနဲ့အထဲထဲကတော့ဘလောက်ထိပူမလဲလှိုက်ပြီးတော့ပူတဲ့အပူကိုပြောတာနော်ဒါကြောင့်လူတချို့ကိုကြည့်လိုက်လို့ရှင်ရဲပြောင်ပြောင်တောက်လောင်နေတဲ့မိကြီးကြီးကိုမြင်ရတယ်လို့မျိုးထင်ထင်ရှားရှားပူနေတာပေါ့ဒါကတော့တချို့ကြတော့လည်းပဲဖွဲမီးများလို့တူဦးပြင်ဘက်ကကြည့်ရင်တော့တိတ်မပူသလိုလိုပဲဟုတ်လားဟန်ကလေးနဲ့မန်ကလေးနဲ့ဒါပေမဲ့အတွင်းထဲမှာတော့လှိုက်ပြီးတော့ဘာဖြစ်နေတော့ပူနေကြတာပဲဟုတ်လားတဘောပစ္စလိတောလောကောတဲ့မီးတောင်မီးလျံကိုထွက်နေတယ်တဲ့တချို့အပူကြတော့အလွန်ကိုထင်ရှားတယ်တေဘာယူဝတစားတာနဲ့အော်ဟစ်ညီညူပြီးတော့တခါတဲ့ရုပ်ပြက်ချင်းပြက်ကိုပူးနေကြလောင်နေကြတယ်လို့မရှိဘူးလားဒါကြောင့်ဘာဖြစ်တော့မီးတောက်ကိုမြင်နေကြရတာမီးကြီးကြီးကြည့်ရတယ်လို့မျိုးမီးကိုဥနေတာကိုကြည့်ရတယ်လို့မျိုးမီးတောင်မီးလျံကိုကြည့်ရတယ်လို့မျိုးပြောပုံကလေးဒါအဓိပ္ပာယ်လေးတွေကသူ့နဲ့သူကွဲပြားမှုရှိရနော်ဟုတ်လားတဘောလောကောပကံပိတောတဲ့အနှစ်ချုပ်လိုက်ရင်လောကကြီးတစ်ခုလုံးဟာတုံလှုပ်နေတယ်တဲ့ငြိမ်သက်နေတာမဟုတ်ဘာဖြစ်နေတာတော့တုံလှုပ်နေတယ်ဘယ်နည်းနဲ့တုံလှုပ်နေတာဆိုတော့ပူခြင်းလောင်ခြင်းတရားတွေနဲ့တုံလှုပ်နေတယ်ဒါကယန္တာအရှင်မြတ်တစ်ပါးရဲ့အမြင်ပဲဘုံဘုံတို့ဒါတွေကိုຢာလုံးကြီးလိုက်ပြီးတော့မြင်နိုင်ဖို့ဆိုတာမဖြစ်နိုင်သေးဘူးပေါ့နော်ဒါပေမဲ့ခံမှန်းကြည့်လိုက်နော်တချို့လူတွေရဲ့ဘဝမိကြီးကြီးကိုကြည့်ရတယ်လို့ပူနေတယ်ဆိုတာသိတာတချို့လူတွေရဲ့ဘဝသိမသိတာပဲမလို့အတွင်းလှိုက်ပြီးတော့စားနေတယ်ဆိုတာကိုလည်းမြင်တဲ့ရင်မြင်လို့ရတယ်ဟုတ်လားတချို့ကြတော့မီးတောင်မီးလန်ကြီးများထားနေတယ်လို့ကိုတကယ်ကိုထင်ထင်ရှားရှားပူလောင်နေရတယ်ပင်ပန်းနေကြတယ်နောက်တစ်စုံတစ်ယောက်ခြေရခင်ရတဲ့ပုံကိုယ်တွေကွဲသွားလို့ကြံရစ်တဲ့လူတွေကိုကြည့်မယ်ဆိုရင်ဒီဘုံဘုံအခုပြောနေတဲ့စကားတွေကပို့ပြီးတော့နားလေစရာကောင်းတယ်ပေါ့ဟုတ်လားသူတို့ပူလောင်ပင်ပန်းနေတာလေအရန်ကိုမထင်ရှားဘူးလားထင်ရှားတယ်အဲ့တော့အကြောင်းမျိုးမျိုးကြောင့်တတ္တဝါတွေကပူလောင်နေကြတယ်ပင်ပန်းနေကြတယ်
အဲ့ဒါလို့ဆိုရင်မပူလောင်ခြင်းမူမပင်ပန်းခြင်းမူငြိမ်းအေးခြင်းတယ်ငြိမ်းအေးခြင်းဘယ်လိုလုပ်မလို့ဘုံမောတော်ဒီမှာပြောဖို့အစီအစဉ်လေးချထားတယ်ဟုတ်လားဒါလေးတွေကိုစာအုပ်ကလေးထုတ်ဖို့လည်းပဲရည်ရွယ်ထားတော့ခေါင်းစဉ်လေးတွေခွဲပြီးတော့အစီအစဉ်လေးချဖြစ်အောင်ဘုံဘုံတို့နော်စီစဉ်ထားတယ်အဲ့တော့ငြိမ်းအေးခြင်းတယ်နော်တရားခေါင်းစဉ်လေးပေးတာဘယ်လိုပေးတာငြိမ်းအေးလို့သူများအတွက်ဟုတ်လားအဲ့တော့ငြိမ်းအေးခြင်းတယ်ဆိုလို့ရှိရင်ဘာကြောင့်မငြိမ်းအေးတာလဲဆိုတဲ့မငြိမ်းအေးခြင်းရဲ့အကြောင်းတရားကိုဘုံဘုံတို့ရှာရမယ်ပူလောင်ခြင်းရဲ့အကြောင်းတရားကိုရှာရမယ်အကြောင်းကိုရှာတတ်တဲ့အလေးအကျင့်လေးဘုံဘုံတို့မွေးရမယ်အကြောင်းတရားကိုမြင်ပြီးဆိုလို့ရှိရင်ဘုံဘုံတို့ဖြစ်ချင်တယ်ဆိုရင်လည်းအဲ့ဒီအကြောင်းတရားဖြစ်အောင်လုပ်လိုက်ဖို့ပဲမဖြစ်ချင်ဘူးဆိုရင်လည်းအဲ့ဒီအကြောင်းတရားမဖြစ်အောင်ဖယ်လိုက်ဖို့ပဲတခုခုဘုံဘုံတို့ဖြစ်ချင်ပြီးရချင်ပြီးဆိုရင်ဒါဖြစ်အောင်ဒါရအောင်ငါဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းတရားကိုသိမှဒါကိုဖြစ်အောင်ဒါကိုရအောင်ဘုံဘုံတို့လုပ်နိုင်တာတနည်းပြောရရင်ဒါမဖြစ်ချင်ဘူးဒါမရချင်ဘူးဆိုရင်လည်းပဲဒါဖြစ်ချင်းဒါရချင်းရဲ့အကြောင်းကိုမြင်လို့ရှိရင်ဒီအကြောင်းကိုဖယ်လိုက်ရင်ကိုမဖြစ်ချင်တာမဖြစ်တော့ဘူးကိုမရချင်တာမရတော့ဘူးဟုတ်လားဒါကြောင့်အကြောင်းကိုမြင်တတ်တဲ့ဉာဏ်ဒါအလွန်တန်ဖို့ရှိတယ်ဒါကြောင့်အကြောင်းကိုအရင်ရှားကြည့်ရမယ်နော်ငြိမ်းအေးခြင်းတယ်ဆိုလို့ရှိရင်ဘယ်အရာတွေကမငြိမ်းအေးအောင်လုပ်နေတာတော့မငြိမ်းအေးခြင်းရဲ့အကြောင်းတရားကိုတွေ့အောင်ရှာပြီးရင်အဲ့ဒီအကြောင်းတရားကိုဖယ်ပစ်လိုက်မယ်ဆိုရင်ဘုံဘုံတို့ငြိမ်းအေးခြင်းဆိုတာဖြစ်သွားမှာတနည်းအားဖြင့်ပူလောင်ခြင်းတွေချုပ်ငြိမ်းသွားမယ်ပေါ့ဟုတ်လားအဲ့တော့လောကမှာအကြောင်းမရှိဘဲနဲ့ဘာမှဖြစ်ရိုးထုံးစံမရှိဘူးကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ဆင်းရဲတာပဲဖြစ်ဖြစ်ချမ်းသာတာပဲဖြစ်ဖြစ်ပူလောင်တာပဲဖြစ်ဖြစ်ငြိမ်းအေးတာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီတရားတွေဟာအကြောင်းမရှိဘဲနဲ့မဖြစ်ပါဘူးအကြောင်းရှိလို့ဖြစ်တာတပူတယ်လောင်တယ်ဆိုတာလေအကြောင်းရှိလို့ပူလောင်တာအပူလောင်ခြင်းရဲ့အကြောင်းတရားကိုဘုန်းဘုန်းတို့ဖယ်နိုင်မယ်ဆိုလို့ရှိရင်ဒါငြိမ်းအေးသွားမယ်ဟုတ်လားအဲ့ဒါလို့ဆိုရင်ဘာကြောင့်ပူလောင်နေကြရတာတော့ဘာကြောင့်မငြိမ်းမအေးဖြစ်နေကြရတာတော့ကိုယ့်ရဲ့စိတ်နှလုံးတွေကဟုတ်လားအဲ့ဒါလို့အကြောင်းတရားကိုရှာမယ်ဆိုလို့ရှိရင်အပြင်အကြောင်းတရားနဲ့အတွင်းအကြောင်းတရားရဲ့လို့အကြောင်းတရားနှစ်ခုပေါင်းမိလို့မငြိမ်းအေးခြင်းဆိုတဲ့သဘောပူလောင်ခြင်းဆိုတဲ့သဘောဟာဖြစ်လာတာဒီခြားနားထောင်နော်ဘုန်းဘုန်းတို့ရဲ့စိတ်နှလုံးမှာပူလောင်ခြင်းတွေပင်ပန်းခြင်းတွေဆင်းရဲခြင်းတွေဖြစ်လာတယ်မငြိမ်းအေးခြင်းတွေဖြစ်လာတယ်ဆိုတာအပြင်အကြောင်းတရားရဲ့အတွင်းအကြောင်းတရားရဲ့အကြောင်းတရားနှစ်ခုပေါင်းမိလို့ဟုတ်လားအဲ့တော့အပြင်အကြောင်းတရားဆိုတာဘာပြောတာတော့ဒီခြားနားထောင်နော်ဒီဥစ္စာကိုအပြင်အကြောင်းတရားဆိုတာဘာပြောတာလဲဆိုတော့ပျက်စီးခြင်းတွေအနိဋ္ဌာယုန်တွေဒါတွေကိုပြောတာနော်ပျက်စီးခြင်းတရားတွေအနိဋ္ဌာယုန်တွေပို့ပြီးတော့ဘုံဘုံတို့ရှင်းအောင်ပြောရရင်ကိုမဖြစ်ချင်တာတွေဖြစ်နေတာကိုဖြစ်ချင်တာတွေမဖြစ်ဘဲရှိနေတာအနှစ်ချုပ်ရင်တော့ဒါပါပဲဒါကိုပဲဘုံဘုံတို့ပို့ပြီးတော့ရှင်းအောင်ပြောမယ်ဆိုရင်တော့အာယုန်တွေပေါ့အိဋ္ဌာယုန်အနိဋ္ဌာယုန်အိဋ္ဌအာယုန်အနိဋ္ဌအာယုန်အိဋ္ဌဆိုတာလိုချင်စရာကောင်းတဲ့နှစ်သက်စရာကောင်းတဲ့မျက်နှိုးစရာကောင်းတဲ့နော်ကောင်းတဲ့အာယုံပေါ့အနိဋ္ဌဆိုတာလိုချင်စရာမကောင်းတဲ့နှစ်သက်စရာမကောင်းတဲ့ဆိုးတဲ့အာယုံပေါ့အဲ့ဒီအာယုံကိုပဲဘုံဘုံတို့အပြင်အကြောင်းတရားလို့နားလည်ရမယ်စိတ်ဆင်းရဲခြင်းစိတ်ပူလောင်ခြင်းရဲ့အဓိကအကြောင်းတရားကအဲ့ဒီအပြင်ဘက်ကအကြောင်းတရားရှိရမယ်သူတစ်ခုတည်းနဲ့ဒီပျက်စီးမှုအနိဋ္ဌာယုံတစ်ခုတည်းနဲ့လူရဲ့စိတ်ဟာဆင်းရဲသလားပင်ပန်းသလားဆိုတာမဟုတ်သေးဘူးနောက်ထပ်အတွင်းကအကြောင်းတရားတစ်ခုနဲ့ပေါင်းမိမှသူကစိတ်ပူလောင်မှုပင်ပန်းမှုဆိုတာဆင်းရဲမှုဆိုတာဖြစ်တယ်အဲ့လို့ဆိုရင်အတွင်းအကြောင်းတရားကဘာလဲအတွင်းအကြောင်းတရားအထင်မှားမှုအမြင်မှားမှုအတွေးမှားမှုပြောရရင်အာယောနိသောမနတိကာရနှလုံးသွင်းမှားမှုဟုတ်လားအဲ့လိုဆိုရင်ဘုံဘုံတို့ဒါကဒေသနာလက်လွတ်နဲ့ဘုံဘုံတို့ပြောနေတာမဟုတ်ဘူးနော်အင်္ဂုတ္တပါဠိတော်ဒုက္ခနိပတ်ထဲမှာမြတ်စွာဘုရားလောဘဖြစ်ခြင်းရဲ့အကြောင်းတရား2ပါးဒေါသဖြစ်ခြင်းရဲ့အကြောင်းတရား2ပါးဆိုပြီးတော့ဟောတာရှိတယ်။နောက်လောဘဖြစ်ခြင်းရဲ့အကြောင်းတရား2ပါးဒီနည်းအားဖြင့်ຢာကဖြစ်ခြင်းရဲ့အကြောင်းတရား2ပါးဆွဲမဲ့မှုပေါ့နော်။လိုချင်မှုမမောမှုဘာကြောင့်ဒီလောဘဖြစ်လာလဲ။အိဋ္ဌာယုံဆိုတဲ့အပြင်ဘက်ကအာယုံနဲ့တွေ့ခြင်းအကြောင်းတရားတစ်ခုအာယုန်ဤသောမနတိကာရလို့ဆိုတဲ့ကိုယ့်ရဲ့စိတ်ထဲကနှလုံးသွင်းမှားယွင်းမှုအကြောင်းတရားတစ်ခုအဲ့ဒီအကြောင်းတရား2ခုကြောင့်လောဘဖြစ်တယ်။ဟုတ်လား။မှတ်ထားနော်။အဲ့လိုပဲဒေါသဘာကြောင့်ဖြစ်လဲ။အနိဋ္ဌာယုံဆိုတဲ့စိတ်တိုင်းမကြပေါ်ရအာယုန်နဲ့တွေ့ခြင်းအကြောင်းတရားတစ်ခုကိုယ့်ရဲ့စိတ်ထဲကအာယုန်ဤသောမနတိကာရဆိုတဲ့နှလုံးသွင်းမှားယွင်းခြင်းဆိုတဲ့အကြောင်းတရားတစ်ခုဟောအဲ့ဒီအကြောင်းတရား2ခုပေါင်းမိလို့ဒေါသဆိုတာဖြစ်တယ်အဲ့တော့ဘုန်းဘုန်းတို့စိတ်တွေပူလောင်ကြတယ်ပင်ပန်းကြတယ်စိတ်မချမ်းမသာဖြစ်ကြတယ်ဆိုတာတကယ်တမ်းကလောဘဒေါသကြောင့်ဖြစ်လာတဲ့ခံစားမှုတွေပဲအဲ့ဒါကိုနားလည်ရမယ်နော်စိတ်ဆင်းရဲပြီးငိုခြင်းလောက်အောင်ဖြစ်တဲ့ဘလို့ပဲဖြစ်ပါလေစိတ်ရဲ့မသက်သာမှုနော်စိတ်ရဲ့ပူလောင်မှုပင်ပန်းမှုဆင်းရဲမှုတွေကတကယ်စင်စစ်အဲ့ဒါလောဘဒေါသကြောင့်ဖြစ်တဲ့ခံစားချက်တွေပဲ
လောဘဒေါသမောဟမဖြစ်ဖဲနဲ့ဒီစိတ်ကဆင်းရဲလို့ကိုမရဘူးသဘောပေါက်လားအဲ့လိုဆိုရင်အဲ့ဒီလောဘဒေါသမောဟဘာကြောင့်ဖြစ်တော့အခုပြောပြီနော်လောဘဒေါသဖြစ်တယ်ဆိုတာပြင်ဘက်ကအိဋ္ဌာယုံသို့မဟုတ်အနိဋ္ဌာယုံနဲ့တွေ့အတွင်းထဲကအာယောနိတောမနတိကာရအထင်မှားမှုအမြင်မှားမှုအတွေးမှားမှုအာယောနိတောမနတိကာရရှိမယ်ဆိုရင်အိဋ္ဌာယုံနဲ့တွေ့တဲ့အခါမှာလောဘဖြစ်မယ်အနိဋ္ဌာယုံနဲ့တွေ့တဲ့အခါမှာဒေါသဖြစ်မယ်အဲ့လိုဆိုရင်ဘုံဘုံတို့ပူလောင်ခြင်းရဲ့အကြောင်းတရားကိုတွေ့ကြပြီဒါအကြောင်းအရင်ရှားကြည့်တာနော်ပြင်ဘက်ကအိဋ္ဌာယုံအနိဋ္ဌာယုံဆိုတဲ့အာယုံနေနဲ့တွေ့ခြင်းဒါအနှစ်ချုပ်ပြောတာနော်အတွင်းရပါတော့အာယောနိတောမနတိကာရဆိုတဲ့နှလုံးသွင်းမှားယွင်းမှုအထင်မှားမှုအမြင်မှားမှုဒါရှိခြင်းအဲ့ဒါကြောင့်ဘုံဘုံတို့စိတ်တွေဟာလောင်ရပူရတာဟုတ်လားဘယ်ကနေတဆင့်ပူတာလောင်တာတော့လောဘဒေါသကနေတဆင့်ပူလောင်ကြရတာဟုတ်လားအဲ့လိုဆိုလို့ရှိရင်ဘုံဘုံတို့ဒီအတွင်းအကြောင်းကိုဘုံဘုံတို့ဖယ်လိုက်မယ်ဆိုလို့ရှိရင်အတွင်းအကြောင်းမပါဘဲနဲ့အပြင်အာယုံတက်တက်နဲ့စိတ်ကပူလောင်လို့မရဘူးဘလို့ချီနေနဲ့ပဲကြုံကောင်းတာပဲတွေ့တွေ့ဆိုးတာပဲတွေ့တွေ့ကိုယ်စိတ်ထဲကနှလုံးသွင်းမှန်ကန်မှုသာရှိနေမယ်ဆိုလို့ရှိရင်စိတ်ကလောဘဒေါသမဖြစ်တဲ့အတွက်ကြောင့်ပူလောင်လို့မရဘူးပင်ပန်းလို့မရဘူးဒါကြောင့်မို့လို့ဘုံဘုံတို့တွေဟာမပူလောင်ဘယ်လိုလုပ်မလဲအကြောင်းတရားကိုဖယ်ရမယ်အဲ့တော့အကြောင်းတရားကိုဖယ်ရမယ်ဆိုတဲ့နေရာမှာအပြင်ဘက်အကြောင်းတရားကိုဖယ်ဖို့ကအဓိကလားအတွင်းကအကြောင်းတရားကိုဖယ်ဖို့ကအဓိကလားဆိုတာကိုဆက်ပြီးတော့ဝေဖန်ရမယ်စီစစ်ရမယ်သဘောပေါက်လားအဲ့တော့အပြင်ဘက်ကအကြောင်းတရားဆိုတာဖယ်ဖို့တော်တော်မလွယ်တဲ့ကိစ္စဟုတ်တယ်မဟုတ်လားအိဋ္ဌာအောင်လည်းတွေ့ချင်းတွေ့မယ်အိဋ္ဌာအောင်လည်းတွေ့ရင်တွေ့မယ်စင်ပြေတာလည်းတွေ့ရင်တွေ့မယ်မပြေတာလည်းတွေ့ရင်တွေ့မယ်ဒါကကိုသိပ်ပြီးတော့အတိုးအဆုပ်လုပ်လို့ရတဲ့ကိစ္စစီမံဖန်တီးလို့ရတဲ့ကိစ္စမဟုတ်ဘူးတချို့ကိစ္စတွေဟုတ်လားဒါကြောင့်အပြင်အကြောင်းတရားတွေဆိုတာပြင်ဖို့အလွန်တရာမှခက်တယ်တချို့အကြောင်းတရားတွေဆိုရင်အပြင်အကြောင်းတရားတွေဟာပြင်လို့တောင်မရအောင်เนาะဆိုရပါစို့ဘုန်းတို့ဘသူကြောင့်ဘဝကြောင့်ငါစိတ်ဆင်းရဲရတာဟုတ်လားအဲ့လိုဆိုရင်အဲ့ဒီဘသူဘဝဆိုတာကြီးကိုဘုန်းတို့ကငါစိတ်တိုင်းကြကြီးမင်းနေပေးလို့ပြောလို့သူနေခြင်းမနေမှာပေါ့ဟုတ်တယ်မဟုတ်လားသူ့သဘောပဲလေအဲ့တော့ပြောရင်ဒါအပြင်မဲ့အကြောင်းတရားဆိုတာပြင်ဖို့မလွယ်ဘူးတချို့မိဘတွေပြောကြတာရှိတယ်သားသမီးတွေကြောင့်စိတ်ညစ်တယ်သားသမီးကမလိမ္မာဘူးဟုတ်လားကိုယ်စိတ်တိုင်းမကြဘူးအဲ့လိုဆိုရင်ကိုယ်စိတ်တိုင်းကြအောင်ဘယ်လိုလုပ်မလို့ဟာတချို့ကိစ္စဘယ်လိုမှလုပ်လို့မရဘူးဟောတခါကြီးတယောက်ပြောတာဘုံဘုံကမှတ်မိနေတယ်မချစ်စုတည်အသီးကိုစိတ်တလုံးဖြစ်ခြင်းလို့မရဘူးတဲ့ဟုတ်လားမချစ်စုတည်ရဲ့ပင်ကနေစိတ်တလုံးသီးခြင်းလို့မရဘူးကိုယ်ဖိစားနဲ့ကိုလားတချို့သားသမီးတွေကိုဘလောက်ပဲမကြိုက်သူ့ဇေယိုင်းနဲ့သူ့အကြိုက်နဲ့ဟာလာတာဒါကြီးကိုသူစိတ်တိုင်းမကြเสียဖြစ်တိုင်းသာကိုဆင်းရဲနေရမယ်ဆိုရင်ကိုစိတ်ချမ်းသာတဲ့အကြောင်းကိုမရှိတော့ဘူးအဲ့တော့ပြောရင်ကပြင်ဘက်ကအကြောင်းတရားတွေဆိုတာပြင်ဖို့မလွယ်ပါဘူးရလဲအနေချင်းလောက်ပဲပေါ့နော်အဲ့ဒါလို့ဆိုရင်ဘုန်းဘုန်းတို့ကဘာကိုအဓိကအာယုံဆက်ရမလဲဆိုရင်အတွင်းအကြောင်းတရားကိုအာယုံဆက်ရမယ်အတွင်းအကြောင်းတရားကိုဘုန်းဘုန်းတို့ပြုပြင်ပြောင်းလဲနိုင်မယ်ဆိုရင်စိတ်ပင်ပန်းမှုပူလောင်မှုဟာတဖြည်းဖြည်းနဲ့ဖြစ်သွားမှာလို့လျှော်နေသွားမယ်အဲ့တော့အတွင်းအကြောင်းတရားကိုပြင်ရမယ်ဆိုတာဘာပြောတာလဲဆိုတော့အာယောနိတောမနတိကာရအနေထားနဲ့ယောနိတောမနတိကာရဖြစ်အောင်ကြိုးစားတာကိုပြောတာနော်အထင်မှားအမြင်မှားတဲ့အနေထားနဲ့အထင်မှားအမြင်မှန်ဖြစ်အောင်နော်အတွေးမှားတဲ့အနေထားနဲ့အတွေးမှန်ဖြစ်အောင်ဒါဘုံဘုံတို့အတွင်းအကြောင်းကိုပြုပြင်နေဆိုတာအဲ့ဒါကိုပြောတာနော်အဲ့ဒါတရားဓမ္မမြတ်စွာဘုရားပေးထားတဲ့နိလန်းနေနဲ့ဘုံဘုံတို့ကြိုးစားမယ်ဆိုလို့ရှိရင်အဲ့ဒီကိစ္စကနော်ခရီးပေါက်ပြီးတော့နောက်ဆုံးနော်စိတ်ငြိမ်းအေးခြင်းဆိုတဲ့အကျိုးရလဒ်ကိုတေချာပေါက်ရမယ်ဟုတ်လားတကယ်တမ်းဘုံဘုံတို့ဥမာပြောရမယ်ဆိုရင်နော်အရိယာသူတော်ကောင်းကြီးတွေဖြစ်သွားကြတယ်ဆိုတာအဲ့ဒီအတွင်းကြောင်းတရားကိုသူတို့ပြုပြင်နိုင်လို့အရိယာဖြစ်သွားတာပဲဟုတ်တယ်မဟုတ်လားသူတို့စိတ်ထဲမှာအလွန်ကိုမှားယွင်းတဲ့အာယောနိတောမနတိကာရတွေကိုနော်ဖယ်ဖြောက်ပြီးတော့မှန်ကန်တဲ့ယောနိတောမနတိကာရအစားထိုးတဲ့အလေးကျင့်ကိုလေ့ကျင့်ရင်းနဲ့ဒီအမြင်မှားတွေအထင်မှားတွေပျောက်ပြီးတော့သူတို့ဘာဖြစ်သွားရတာတော့နော်ငြိမ်းအေးတဲ့အဆင့်ကိုသူတို့ရောက်သွားကြတာဟုတ်လားတော့ပြောရင်ကဒီအတွင်းအကြောင်းတရားကိုသာဘုံဘုံတို့ပြုပြင်နိုင်မယ်ဆိုလို့ရှိရင်နော်အရိယာသူတော်ကောင်းကြီးတွေအဆင့်ထိရောက်အောင်ပြုပြင်နိုင်မယ်ဆိုရင်ဒါလုံးဝကိုဘာဖြစ်သွားမှာတော့ငြိမ်းအေးသွားကိုကအဲ့ဒီအဆင့်ထိမရောက်သေးဘူးဆိုရင်တောင်မှပြင်နိုင်ရင်ပြင်နိုင်သလောက်နော်ဘုံဘုံတို့ရဲ့ဘဝမှာစိတ်ရဲ့ငြိမ်းအေးမှုကိုမရပြီဘူးလားရမယ်ဟုတ်လားအဲ့တော့ဘုံဘုံတို့ကဒါလေးတွေကိုအခြေခံကြကြပြောရတယ်နော်အဲ့တော့အခုစိတ်ငြိမ်းအေးခြင်းတယ်ဆိုရင်ဘာလို့ရမှာတော့စိတ်ကိုပူလောင်ပင်ပန်းစေတဲ့အကြောင်းတရားကိုရှားရမယ်အကြောင်းတရားကအပြင်အကြောင်းတရားရှိတယ်အတွင်းအကြောင်းတရားရှိတယ်အပြင်အကြောင်းတရားကတော့
နော်ဖြစ်ချင်တယ်လို့ဖြစ်နေတဲ့အကြောင်းအားလျော်ဆိုတာဖြစ်ချင်တယ်လို့ဖြစ်နေတဲ့အာယုန်တွေပဲနော်အတွင်းအကြောင်းတရားပါတော့အာယောနိသောမနတိကာရအဲ့တော့အာယောနိသောမနတိကာရကိုပဲအဓိကဘုန်းတို့ရဲ့စိတ်ထဲမှာအာယုန်စိုက်ပြီးတော့သူ့ကိုဘာလုပ်ရမှာတော့ပြုပြင်နိုင်အောင်ကြိုးစားရပို့ပြီးတော့ရှင်းအောင်ပြောရမယ်ဆိုရင်ကိုယ်စိတ်ထဲမှာဆင်းရဲနေတဲ့ပင်ပန်းနေတဲ့ပူလောင်နေတယ်ဆိုတာစိတ်ထဲမှာဖြစ်တဲ့ပြဿနာပဲတကယ်တမ်းကစိတ်ထဲမှာဖြစ်တဲ့ပြဿနာကိုစိတ်ထဲမှာပဲဘုန်းတို့ပြေလည်အောင်ရှင်းရမယ်တကယ်တမ်းကိုယ်စိတ်ကိုပူလောင်ပင်ပန်းအောင်လုပ်နေတဲ့အရာဘယ်မှာရှိနေတာအတွင်းမှာရှိနေအဲ့ဒါပါတော့အာယောနိသောမနတိကာရပါနော်မှားယွင်းနေတယ်အမှားတွေအမြင်မှားတွေဟုတ်လားဒါကြောင့်စိတ်ထဲဖြစ်တဲ့ပြဿနာကိုဘုန်းတို့ကစိတ်ထဲမှာပဲရှင်းရမှာဟုတ်လားရှင်းတဲ့နေရာမှန်ဖို့လဲလိုသေးတယ်လို့ဘုန်းထင်တယ်နော်ငယ်ငယ်ကပုံမြင်လေးတစ်ပုဒ်ဖတ်ဖူးတယ်အလွန်သဘောကျတယ်လူတယောက်ကလမ်းမီးတိုင်အောင်မှာကုန်းနဲ့တခုခုကိုရှားနေတာပေါ့နော်အဲ့ဒါနဲ့လူတယောက်ကတွေ့တော့ဘာရှားနေတာတော့လက်စွပ်ပြောက်လို့ရှားနေတာတဲ့လမ်းမီးတိုင်အောင်ပေါ့လမ်းမီးလေးကလည်းလင်းတယ်လက်စွပ်ကဘယ်မှာပြောက်တာတော့ဆိုလက်စွပ်ကအိမ်ထဲမှာပြောက်တာဟာအိမ်ထဲပြောက်တဲ့လက်စွပ်ကိုဘယ်နဲ့ကြောင့်လမ်းမီးတိုင်အောင်လာရှာနေတာတော့အိမ်ထဲကမီးပြက်နေလို့တဲ့ဟဲ့စဉ်းစားတော့ဒါတော်တော်ရည်စရာကောင်းတဲ့အမေးအဖြေလို့ဆိုရမယ်ဟုတ်လားတော်တော်ရည်စရာကောင်းတဲ့အဖြစ်အပျက်ပေါ့နော်အိမ်ထဲပြောက်တဲ့လက်စွပ်ကိုလမ်းမီးတိုင်အောင်လာရှာတယ်အိမ်ထဲကမီးပြက်နေလို့လမ်းမီးတိုင်ကတော့မီးလင်းနေလို့ပေါ့နော်တွေ့နိုင်မှာမလားမတွေ့အောင်နော်အဲ့လိုလူတော့ဒါလွယ်လွယ်ကူကူဘုံဘုံတို့ကစိတ်ကတော့မလဲတော့ဘူးနဲ့တူတယ်လို့ပြောလို့ရရင်နော်အဲ့လိုပဲဘုံဘုံတို့တွေကလည်းအဲ့ဒီလူနဲ့တိတ်ပြီးတော့တခါတည်းရမှာထူးတာမဟုတ်နော်ပြဿနာရှင်းတာကိုဖြစ်တဲ့နေရာမရှင်းဘဲနဲ့မဖြစ်တဲ့နေရာသွားရှင်းနေတယ်ဟုတ်တယ်မဟုတ်လားဒါစဉ်းစားစရာတော်တော်ကောင်းတယ်အဲ့တော့စိတ်တွေပူနေတယ်ဆင်းရဲနေတယ်ပင်ပန်းနေတော့ဒီစိတ်ကိုပဲဘုံဘုံတို့စိတ်အလုတ်လုတ်ပြီးတော့စိတ်ထဲမှာပဲအချင်းပြေအောင်ပြေးလေအောင်ကြိုးစားရဟုတ်လားဒါကြောင့်စိတ်အလုတ်ကိုလုတ်တယ်ဆိုတာနော်တရားဘာဝနာပွားတယ်ဆိုတာစိတ်အလုတ်ကိုလုတ်တာပဲလေတကယ်တမ်းကဟုတ်လားခန္ဓာကိုယ်ကြီးသူရက်နေထိုင်နေသွားနေလျောင်းနေတကယ်တမ်းအလုတ်လုတ်နေတာဘယ်သူကလုတ်ရမှာတော့စိတ်ကလုတ်ရမှာစိတ်ကဘာလုတ်ရမှာတော့ဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းသိနေဖို့ကြိုးစားတာဟုတ်လားအဲ့တော့ပြောချင်တာပါတော့အိမ်ထဲပျောက်တဲ့လက်စွပ်ကိုမီးတိုင်အောက်ကိုသွားရှာလို့မရနိုင်ဘူးနော်အဲ့တော့လူတွေရဲ့ဖြည့်ရှင်းချက်တွေကလွဲမှားနေတာတွေအများကြီးရှိဒါကြောင့်မလို့ဒီခေတ်ကြတော့ပို့ပြီးတော့ဆိုတာပေါ့စိတ်တွေပင်ပန်းတယ်ပူလောင်တယ်အဖြည့်အားမရတဲ့အခါကျတော့ကိုယ်စိတ်ကိုပြုပြင်ရကောင်းမှနားမလဲပဲနဲ့နော်နီးလန်းတဲ့ကြဖြည့်ရှင်းဖို့မစင်သားပဲနဲ့မူရည်စေဝါပဲလိုက်သွားတာရှိတယ်ဟောတည်ငါစိတ်ချမ်းသာမှုနောက်ဆုံးအကြီးအကျယ်ဖြစ်ကြတော့ဒုက္ခရောက်တချို့အရက်ဆွဲသွားကြတာတွေရှိတယ်အရက်တောက်ပြီးတော့စိတ်ထွက်ပေါက်သဘောအနေနဲ့လောက်ကြတာဟုတ်လားတကယ်တော့အဲ့ဒါစိတ်ချမ်းသာခြင်းလို့လောက်ကြတာပဲလေပြောရလို့ရှိရင်ဟုတ်လားအဲ့ဒါကိုပြောတော့ဘုံဘုံတို့ငယ်ငယ်ကရွာမှာပြောနေတဲ့စကားတစ်ခွန်းတောင်အမှတ်ရမိတယ်နော်လူတယောက်ကကျွေးတရားပတ်စံကျွေးတရားတင်လို့စိတ်ညစ်ပြီးတော့နော်အရက်နှစ်ချက်ဖိုးတောက်လိုက်တယ်မူးသွားတော့အသင်ပြေတယ်လို့ပေါ့အမူးလည်းပြေသွားတော့ကျွေးရ102ချက်ဖြစ်သွားတယ်ဟုတ်လားဒါတော်တော်စဉ်းစားစရာကောင်းတဲ့အဖြစ်အပျက်ပဲဟုတ်လားလူတွေလည်းပဲပြဿနာကိုဖြေရှင်းဖို့ကြိုးစားရင်းနဲ့ပြဿနာကနော်တိုးပိုးပြီးတော့တိုးလာတာမဖြေရှင်းတဲ့အခါကျတော့ရှင်းရင်းနဲ့ဘာဖြစ်သွားတော့ရှုပ်သွားတာပေါ့သူကတော့ရှုပ်ဖို့လုပ်တာမဟုတ်ဘူးရှင်းဖို့လုပ်တာဒါပေမဲ့သူဥစ္စာနီးလန်းမမှန်တဲ့အခါကျတော့ရှင်းဖို့ကြိုးစားရင်းနဲ့ပို့ပြီးတော့ရှုပ်သွားတာဟုတ်လားတကယ်တမ်းကဘုံဘုံတို့လောဘဒေါသတွေဖြစ်တယ်ဆိုတာပြဿနာဖြစ်တာစိတ်ထဲမှာပြဿနာဖြစ်တာအဲ့ဒါကိုရှင်းပေးဖို့လိုတယ်ဘုံဘုံတို့ကအဲ့ဒါကိုပြဿနာရှင်းအောင်မလုပ်ဘူးရှင်းတော့ရှင်းတယ်ဘယ်နည်းနဲ့ရှင်းလိုက်တုံးဆိုတော့အလိုလိုက်တဲ့နည်းနဲ့ဘုံဘုံတို့ရှင်းပြလိုက်ကြပြန်ရောဒါဘုံဘုံတွေးမိတာလေးတွေကိုပြောတာလောဘဒေါသဖြစ်တယ်ဆိုလို့ရှိရင်ဘုံဘုံတို့ကနီးမှန်လမ်းမှသူ့ကိုနားလည်မှုနဲ့နော်ပြေပြောက်အောင်ကြိုးစားရမှာနောက်မဖြစ်အောင်သူကကြိုးစားရမှာဒီနည်းနဲ့ဖြည့်ရှင်းရမှာသို့တော့အဲ့လိုမဟုတ်ဘုံဘုံတို့ကလောဘဒေါသဖြစ်ပြီးဆိုရင်အလိုလိုက်တဲ့နည်းနဲ့ရှင်းတယ်ဆိုကြပါစို့လောဘဖြစ်ပြီးဆိုရင်ကြည်ကျင်လာပြီဆိုကြည်ပလိုက်တယ်အလိုလိုက်ပေးလိုက်တာပေါ့နားထောင်ခြင်းနဲ့ဆိုရင်နားထောင်ပေးလိုက်တယ်သဘောပေါက်လားဘုံဘုံပြောတာအဲ့ဒါဘာလို့တဲ့နည်းတော့အလိုလိုက်တဲ့နည်းသူကခံစားပေးလိုက်တာပေါ့သူတခုခုစားလာပြီဆိုကြွေးပေးလိုက်တယ်ဟုတ်လားအဲ့လိုပဲဒေါသဖြစ်တယ်ဆိုရင်လည်းအလိုလိုက်တာပဲဘယ်နည်းနဲ့လိုလိုက်တော့ပောက်ကွဲပြင်မယ်ငါဆဲဆိုးပြလိုက်မယ်ရိုက်ပြင်မယ်နှက်ပြင်မယ်ဒေါသခိုင်းတဲ့အတိုင်းလှုပ်လိုက်တာပေါ့ဟုတ်လားလောဘဖြစ်ရင်လည်းအလိုလိုက်တယ်ဒေါသဖြစ်ရင်လည်းအလိုလိုက်တယ်ဒါကိုနားလည်မှုနဲ့ငြင်းရအောင်ဘုန်းဘုန်းတို့ကမကြိုးစားနိုင်ကြဘူးပေါ့နော်ဘာနဲ့ဥမာတူတုံးဆိုတော့ယာနာပေါက်တဲ့လူတယောက်ကုဖို့မကြိုးစားပဲနဲ့ကုတ်ဖို့ပဲကြိုးစားတာအဲ့တော့ယာနာဘယ်တော့မှပျောက်မှာမဟုတ်ဘူးနော်
ကိုယ်ကတောင်ရတာရှိနေတာတကယ်လည်းရတာရှိနေဟုတ်လားဝဲကြောက်တွေပါလေပေါက်ဖူးတာပဲလေနော်တချို့ဆိုရင်ဘယ်လိုတောင်ပြောတော့ပျောက်တောင်ပျောက်ချင်ဘူးတဲ့ကိုယ်ကရတာရှိနေတာဟုတ်လားတော့ယာနာပေါက်တာကိုဘုန်းတော်ကုတ်တဲ့နီးနဲ့ပဲဖြည့်ရှင်းတော့အနာပို့ပြီးတော့ဆိုးလာတာကုတဲ့နီးနဲ့ဘုန်းတို့ကဖြည့်ရှင်းတာမဟုတ်ဒါကြောင့်မို့လို့ဘုန်းတို့ရဲ့စိတ်ထဲမှာဖြစ်နေတဲ့ဒီလောဘဒေါသမောဟအနာမပြောက်တာပေါ့ဟုတ်လားအဲ့ဒါမပြောက်လို့ရှိရင်ဘုန်းတို့ရဲ့စိတ်ဟာဘယ်တော့မှငြင်းအေးမှမဟုတ်ဟုတ်လားဒါကြောင့်ငြင်းအေးခြင်းတယ်ဆိုလို့ရှိရင်နီးမှန်လမ်းမှာဘုန်းတို့ကပြဿနာတွေကိုဘာလို့ရမလို့ဖြည့်ရှင်းရမယ်စိတ်ထဲမှာဖြစ်နေတဲ့ပြဿနာရဲ့အရင်အမြစ်အကြောင်းတရားဘာလို့အာယောနိသောမနတိကာရပြင်မဲ့အကြောင်းတရားတွေကိုရှင်းဖို့ဆိုတာတိတ်လွယ်တဲ့ကိစ္စမဟုတ်ဘူးနော်အဲ့တော့ဘာပဲတွေ့ဘာပဲဖြစ်ကိုယ့်ရဲ့စိတ်ထဲကပဲမှန်ကန်တဲ့အတွေးအမြင်ဖြစ်အောင်ဘုန်းတို့ကဘာလို့ရမလို့စူးစမ်းကြရမှာအဲ့ဒါမှသာလေဘုန်းတို့တွေဟာဒီအပူတွေကိုရှင်းနိုင်မှာပေါ့အဲ့လို့ဆိုရင်ဘုန်းတို့ကအဖြေရပြီနော်စိတ်ကိုငြိမ်းအေးခြင်းတယ်ဆိုရင်ဘယ်လိုရှင်းမလို့အကြောင်းတရားဖြစ်တဲ့အာယောနိသောမနတိကာရကိုဖယ်ရှားဖို့အာယောနိသောမနတိကာရရဲ့နေရာမှာယောနိသောမနတိကာရကိုအစားထိုးဖို့ဟုတ်လားအဲ့ဒါဘုန်းကခုကငြင်းအေးအောင်လုပ်မဲ့နီးတွေကိုမပြောရသေးဘူးလှုပ်တဲ့လှုပ်ထိုက်တဲ့အနေအထားလေးတွေကိုအကြောင်းရှာတာကိုပြောနေတာနဲ့တရားတော်တော်အချိန်ကစသွားပြီเนาะအဲ့ဒါလို့ဆိုလို့ရှိရင်ဘုံဘုံတို့ဒီယောနိသောမနတိကာရเนาะအမြင်မှန်เนาะအတွေးမှန်တွေကိုရအောင်ဘုံဘုံတို့ဘယ်လိုလုပ်မလို့ဒါမြတ်စွာဘုရားပေးခဲ့တဲ့နီလန်းတွေကိုဘုံဘုံတို့သင်ယူပြီးတော့ဒါကိုလက်တွေ့ကျင့်ကြံကြိုးကိုအထောက်ချင်းဆိုတဲ့အသုံးချခြင်းဖြင့်ဘုံဘုံတို့ဟာဒီပူလောင်မှုပင်ပန်းမှုရဲ့လက်ကနေလွတ်အောင်ကြိုးစားကြဟုတ်လားမြတ်စွာဘုရားဒီလိုစိတ်ကိုငြိမ်းအေးဖို့အတွက်နိမန်လမ်းမှစဉ်းစားတတ်ဖို့ဆင်ခြင်တတ်ဖို့နှလုံးသွင်းတတ်ဖို့လေ့ကျင့်တတ်ဖို့အတွက်အများကြီးမလုပ်တာတော့သင်ပေးထားတယ်နိလန်းတွေအများကြီးရှိဟုတ်လားစိတ်ဆင်းရဲတယ်ဆိုလို့ရှိရင်မဆင်းရဲအောင်မြတ်စွာဘုရားပေးတဲ့နိလန်းနဲ့ဘုံဘုံတို့ကျင့်သုံးမှသာလေစိတ်ချမ်းသာမှုဟာရနိုင်မှာဟုတ်လားမြတ်စွာဘုရားရှိသွားပြီးတော့နမူနစာလုပ်နေလို့ကိုယ့်ရဲ့အဆင်မပြေမှုတွေကပျောက်သွားမှာမဟုတ်ဘာဖြစ်လို့တော့ဘုံဘုံတို့ရဲ့ဘုရားကယ်တယ်ဘုရားမှမဟုတ်ဖဲနဲ့နော်နီလန်းပေးတယ်ဘုရားဟုတ်လားကယ်တယ်ဘုရားမဟုတ်ဘူးနော်ဘာလို့တဲ့ဘုရားတော့နီလန်းပေးတယ်ဘုရားဒါကြောင့်မြတ်စွာဘုရားကိုယ်တိုင်ဟောထားတာပဲလေတုံမေဟိကိစ္စမတ္တဗံအခါတာရောတထာဂတာလှုပ်ရှားရှိတဲ့လောကသင်တို့ကိုယ်တိုင်လှုပ်ရလိမ့်မယ်ဘုရားဆိုတာပြောယုံပဲပြောနိုင်တာတဲ့။ဒါဘယ်လောက်ရိုးရှင်းတော့ဟုတ်လားပြောတယ်ဆိုတာဘာတော့နီလန်းပေးတာဟုတ်လားဒါကြောင့်မလို့ကိုယ့်ရဲ့အစ္ဆဒကိုမပြင်မဲနဲ့ဘုံဘုံတို့ရဲ့စိတ်ဟာမငြိမ်းအေးနိုင်ဘူးဟုတ်ရဲ့လားကိုယ့်ရဲ့အစ္ဆဒအတွင်းစိတ်ကိုပြုပြင်နိုင်မှငြိမ်းအေးမှုကိုရနိုင်တာဟုတ်လားအဲ့ဒါလည်းပဲမြတ်စွာဘုရားပေးထားတဲ့နီလန်းများနဲ့အညီဘုံဘုံတို့ဘာလို့ဖို့လို့တော့ပြင်ဆင်ဖို့လို့နော်အဲ့တော့နီလန်းကိုမသိရင်လည်းပဲပြင်တတ်မှာမဟုတ်ဘူးနော်မပြင်လို့ရှိရင်လည်းပဲငြိမ်းအေးမှာမဟုတ်ဟုတ်လားဒါကြောင့်နီလန်းကိုသိအောင်လည်းပဲပထမဘာလုပ်ရမလို့သင်ယူရနီလန်းကိုသိမှလည်းပဲအတွင်းစိတ်ကိုပြုပြင်နိုင်မယ်အတွင်းစိတ်ကိုပြင်နိုင်မှလည်းပဲငြိမ်းအေးမှုဆိုတာဘုံဘုံတို့ရနိုင်တာအဲ့တော့အခုဘာလုပ်နေကြတာတုံးဆိုတော့ဒါအတွင်းစိတ်အစ္ဆဒကိုပြုပြင်နိုင်ဖို့အတွက်နီလန်းကိုသင်ယူနေကြတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်အဲ့လိုဆိုရင်ဘုံဘုံဒီကနေ့ညနော်စိတ်နှလုံးငြိမ်းအေးဖို့အတွက်နော်ဒေသနာများစွာမြတ်စွာဘုရားနော်သင်ပေးထားတာတွေတဲက3ချက်လောက်ကောင်းထုတ်ချက်ကလေးချပြီးတော့ပြောခြင်းအခုပြောမယ့်အကြောင်းအရာတွေကအကုန်လုံးဘုံဘုံတို့ထပ်ခါတလဲလဲပြောပြီးသားအကြောင်းအရာတွေပဲဒါပေမဲ့ဒါတွေကဘယ်တော့မှရိုးသွားမယ့်အကြောင်းအရာတွေမဟုတ်ဘူးကိုယ့်ရဲ့စိတ်ထဲမှာအမြဲတမ်းအမှတ်ရနေတဲ့နဲ့ရှိနေတဲ့နဲ့နော်အရန်တဲ့အရေးရဲ့အကြောင်းအရာဆိုလို့ရှိရင်တခါတည်းကောက်ကင်ပြီးသားဖြစ်ရလောက်အောင်ကျွမ်းကျင်ထားတဲ့အကြောင်းအရာတွေပဲနော်အချက်3ချက်လောက်ပြောရင်အဲ့ဒါပထမချက်ကဘာပြောရင်တော့ဒါလေးကအလွန်လဲအခြေခံကြပါဘာပြောရင်တော့ဆိုတော့ဘုံဘုံတို့သူ့အကြောင်းကိုအကြောင်းဆိုပြီးတော့ခေါင်းစဉ်လေးတက်ပြီးတော့ဟောဖို့ပါတယ်ဟုတ်လားဓမ္မပဒပါဠိတော်မှာလာတဲ့ဂါထာလေးနပရိတံဝီလောမာနိနပရိတံကတကတံအတ္တနောဝအဝခေယကတာနိအကတာနိစဒီအဆုံးအလေးကိုဘုံဘုံတို့ကနှလုံးစိတ်ဝမ်းငြိမ်းအေးခြင်းကြတဲ့ပုဂ္ဂိုလ်တွေအတွက်အခြေခံအဖြစ်မဖြစ်မနေနော်လိုက်နာကျင့်သုံးတဲ့နဲ့သိရှိနားလည်ထားရမယ်အမြင်မှန်လို့လည်းပဲဆိုကျင်တယ်ပေါ့ဟုတ်လားအနှစ်ချုပ်ပြောရင်တော့ဘာပြောရတော့သူများအကြောင်းစိတ်ဝင်စားနေကိုအကြောင်းကိုပဲစိတ်ဝင်စားလို့ပြောတာဟုတ်လားစိတ်ငြိမ်းအေးခြင်းနဲ့မပူလောင်ခြင်းဘူးဆိုရင်ဒီအခြေခံအဆုံးအမလေးကိုဘုံဘုံတို့တတ်နိုင်နေမြလိုက်နာနေအောင်ကြိုးစားသူအကြောင်းမှသိပြီးတော့ခေါင်းထဲကိုမထည့်ပြအောင်ကြိုးစား
ကိုအကြောင်းကိုခေါင်းထဲထည့်ပြအောင်ကြိုးစားဟုတ်လားဒီမှာတော့မြတ်စွာဘုရားဘယ်လိုဟောထားတော့နပရိတံဝီလောမာနေနပရိတံကတကတံနပရိတံဝီလောမာနေသူများကိုယ်မုန်းလို့မလို့လို့နော်ကိုယ့်အပေါ်မှာမဟုတ်တန်တရားတွေရှောက်ပြီးတော့ပြောတယ်ဆိုကြပါစို့ဒါလည်းကြုံရနိုင်တာပဲလေအဲ့လိုမျိုးကိုယ်ကိုမခံချင်အောင်ပြောလာတဲ့စကားတွေကိုနှလုံးမသွင်းပါနဲ့မဆင်ခြင်ပါနဲ့မကြည့်ရှုပါနဲ့တဲ့နအဝခေယကြည့်ရှုဆင်ခြင်၍မနေရကြည့်ရှုတယ်ဆိုတာလေးကိုဘုံဘုံကညနေကလမ်းလျှောက်ရင်းနဲ့စဉ်းစားတယ်ဒီတရားလေးကိုသူများကိုယ်နော်မကောင်းတရားပြောတာတွေကိုကြည့်ရှုဆင်ခြင်ပြီးတော့မနေနဲ့ဟုတ်တယ်ဘယ်သူကကိုယ်ကိုဘယ်လိုပြောတာဆိုရင်သူ့ပုံမှာမြင်နေတယ်ဘာနဲ့ကြည့်တော့စိတ်ထဲကကြည့်နေတာလေဟုတ်တယ်မို့လားစကလုံးတွေကိုတောင်မှပေါင်းကြားရောင်နေတယ်ပုံသဏ္ဍာန်တွေပါဖြစ်နေတော့မြင်ရောင်နေတယ်ဆင်ခြင်နေတာကြည့်နေအဲ့တော့ပဲဖြစ်တော့ဒေါသဖြစ်တာပေါ့နော်သူများကိုယ့်ဘောပြောလာတဲ့စကားတွေကိုကြည့်ရှုဆင်ခြင်ပြီးတော့မနေနဲ့တဲ့နပရိတံကတကတံနော်ပရိတံသူတစ်ပါးတို့ဤကတကတံပြုအပ်သောအမှုမပြုအပ်သောအမှုတို့ကိုနအဝခေယကြည့်ရှုဆင်ခြင်ပြီးတော့မနေနဲ့တဲ့ဟောတာမြင့်ချက်နှစ်ချက်နော်သူများကိုယ့်အပေါ်မကောင်းပြောတာတွေကိုကြည့်ရှုဆင်ခြင်မနေနဲ့ထားလိုက်တော့လို့လှုပ်လိုက်ဒါကိုထပ်ပြီးတော့ဘုံတို့ကြည့်မနေနဲ့ပြီးသွားပြီသူပြောပြီးသွားပြီတကယ်တမ်းမရှိတော့ဘူးနော်အဲ့လိုရှင်းအောင်စိတ်ထဲမှာနားလည်တဲ့ရမယ်ပေါ့ဟုတ်လားပြီးရင်နောက်တစ်ဆင့်ရပါတော့သူဘာလှုပ်မလှုပ်ဟောနော်ကတာကတံပြုအပ်သောအမှုမပြုအပ်သောအမှုသူဘာလှုပ်ဘာမလှုပ်သဘောပေါက်လားအဲ့ဒါကိုဘာလုပ်ရမှာတော့စိတ်ထဲမထည့်နဲ့တဲ့သူလှုပ်တာမလှုပ်တာသူကဏ္ဍပေါ့ဒါငြိမ်းအေးခြင်းတယ်ဆိုရင်အဲ့လိုဘုံဘုံတို့ရှင်းရှင်းလင်းလင်းရှိရမယ်စိတ်ထဲမှာဟုတ်လားနပရိတံဝီလောမာနိနပရိတံကတကတံအတနောဝအဝခေယကတဏိအကတဏိသအတနောဝအဝခေယကတဏိအကတဏိသကိုဘာလှုပ်တယ်လဲကိုဘာမလှုပ်ဘူးလေအဲ့ဒီအချက်ကိုသာလင်သိသိချာချာကြည့်ရှုဆင်ခြင်ရမယ်တဲ့ဟောငါဘာတွေလှုပ်တော့ဘာတွေမလှုပ်တော့အထူးသဖြင့်ငါကောင်းတာတွေကိုလှုပ်လားမလှုပ်ဘူးလားဒါမှမဟုတ်မကောင်းတာတွေကိုလှုပ်နေသလားလှုပ်မနေဘူးလားအဲ့ဒီအချက်ကိုတော့ဘာလုပ်ရမှာတော့ဆင်ခြင်ရမယ်ကြည့်ရှုရမယ်တဲ့ဒါငြင်းအေးခြင်းတဲ့ပုံကိုယ်တွေဒီအခြေခံကြတဲ့ဘုံဘုံတို့အစုံအမကိုတတ်နိုင်သမျှလိုက်နာနိုင်ဖို့လိုတယ်ဒါအမြင်ရင်းအစပြီးတော့ပူလောင်ခြင်းရဲ့အကြောင်းကိုရှင်းထုတ်ထားနိုင်တယ်လို့ဘုံဘုံထင်တယ်စိတ်တွေပူရတယ်ဆင်းရဲရတယ်တခါလေပင်ပန်းရတယ်အကုသိုလ်ဖြစ်ရတယ်ဆိုတာပြောရရင်သူများအကြောင်းခေါင်းထဲရောက်နေလို့များတာပဲသူများနဲ့ပတ်သက်ပြီးတော့ပဲစိတ်တွေမှာစိတ်ထဲမှာညှဉ်းနှွမ်းမှုတွေအကုသိုလ်တွေဖြစ်ရတာများတာပဲဟုတ်လားကိုယ်အကြောင်းကိုစဉ်းစားတယ်ကိုယ်အကြောင်းကိုဝေဖန်တယ်ကိုစီစစ်တယ်ဒီဥစ္စာကောင်းတဲ့ဘက်ကိုသူကရှေ့ရှုသူများကြောင့်ကောင်းတဲ့ထင်ရင်အဲ့ဒါမကောင်းတဲ့ဘက်ကိုရှေ့ရှုနေတယ်လို့ဘုံဘုံထင်တယ်ဒါလက်တွေ့သေချာစဉ်းစားကြည့်ပေါ့နော်အဲ့တော့ဘုံတို့ဂါထာလေးတစ်ပုဒ်လည်းရှိတယ်လေအတ္တနာသောတယတံနဲ့ပဋိမန္တေထအတ္တနာသောအတ္တဂုတ်တာတတိမှာဒုက္ခံဘိက္ခုဝိဟာဟိတိအလွန်ကောင်းတယ်နော်အတ္တနာသောတယတံကိုသောတကတက်မင်းဒီလိုပေါ့နေတာကောင်းလားဒီလိုကောင်းတာကိုမလုပ်ဖဲနေတာကောင်းလားဒီလိုမကောင်းတာတွေကိုလုပ်နေတာကောင်းလားအစရှိသဖြင့်ကိုယ့်ရဲ့ချင်းချွတ်ယွင်းချက်ကိုကိုယ်တိုင်ညံနဲ့ကိုထောက်ပြပြီးတော့ကိုဘာလုပ်အောင်တော့သောတကတက်အတ္တနာသောတယတံပဋိမန္တေထအတ္တနာကိုစုံစမ်းရမယ်စစ်ဆေးရမယ်မကောင်းတာတွေဘယ်လောက်ရှိနေတော့ကောင်းတာတွေဘယ်လောက်ရှိနေတော့ဘလို့တော့ဘယ်အခြေအနေရောက်နေပြီတော့ဘာလို့အောင်တော့ကိုစစ်ဆေးရမယ်အဲ့လိုဆိုရင်သောအတ္တဂုတ်တာတတိမှာဒုက္ခံဘိက္ခုဝိဟာဟိတိအဲ့ဒီပုဂ္ဂိုလ်ကကိုယ်စိတ်ကိုတတိနဲ့ကောင်းကောင်းစောင့်ရှောက်နိုင်တဲ့အတွက်ကြောင့်ချမ်းသာနေရလိမ့်မယ်လို့မြတ်စွာဘုရားဟောတယ်ဟုတ်လားဒါကြောင့်သူများအကြောင်းခေါင်းထဲထည့်နေတာပူလောင်ကြောင်းပင်ပန်းကြောင်းဆင်းရဲကြောင်းကိုလုပ်နေတဲ့သဘောပဲနော်ကိုယ့်ရဲ့အနေထားကိုယ့်ရဲ့အခြေအနေမှာကိုယ့်ရဲ့လိုအပ်ချက်ဒါတွေကိုဘုံဘုံတို့ဝေဖန်စီစစ်ပြီးတော့ကောင်းတဲ့ကောင်းအောင်နော်ကိုယ့်အကြောင်းကိုစဉ်းစားနေတာကဒါလေကိုယ့်ရဲ့နော်ငြင်းအေးမှုကိုရကြောင်းလို့ဒီလိုနားလဲရမယ်ဟုတ်လားဒါကအခြေခံလေးကိုပြောတာနော်ဟုတ်လားဒါကြောင့်ငြင်းအေးခြင်းတယ်ဆိုလို့ရှိရင်ကိုယ့်အကြောင်းကိုပဲစိတ်ဝင်စားပါဒါလေးကိုကောက်ချက်ဆွဲပြီးတော့ပြောရင်ဟုတ်လားနှလုံးစိတ်ဝင်ငြင်းအေးခြင်းတယ်ဆိုရင်ကိုယ့်အကြောင်းကိုပဲစိတ်ဝင်စားပါနောက်နံပါတ်1ပြောရင်ပါတော့ဗတ္တိကာရတတုတ်အကြိုက်ဆုံးတရားတွေတဲကမှအကြိုက်ဆုံးတရားတစ်ပုဒ်နော်ငြိမ်းချမ်းခြင်းတယ်ဆိုရင်ပြစ္ဆုတ်ပံမှာပဲစိတ်ကိုထားပါဒါပဲနော်အဓိကပြောချင်တာကဟုတ်လားစောစောကငြိမ်းချမ်းခြင်းတယ်ဆိုရင်ကိုယ့်အကြောင်းကိုပဲစိတ်ဝင်စားပါအခုပါတော့ငြိမ်းချမ်းခြင်းတယ်ဆိုလို့ရှိရင်ပြစ္ဆုတ်ပံမှာပဲစိတ်ကိုထားနိုင်အောင်ကြိုးစားကိုယ်စိတ်ကိုပြစ္ဆုတ်ပံမှာပဲနေနိုင်အောင်ကြိုးစားမြတ်စွာဘုရားဘယ်လိုသင်ပေးတော့အတိတနာနာကမေယနပ္ပတိကင်ခေအနာဂတံယရတိတံပိဟိနန္တအပ္ပတင်္စအနာဂတံနော်ယရတိတံပိဟိနန္တနော်အတိတ်ဆိုတာပြီးခဲ့ပြီဘာမှမရှိတော့ဘူးတဲ့ဒါကြောင့်မလို့အတိတနာနာကမေယဘာမှမရှိတော့တဲ့အတိတ်နဲ့ပတ်သက်ပြီးတော့စိတ်ကိုအစဉ်
လိုက်မနေနဲ့တဲ့ဖြစ်ခဲ့ပြီးသားတွေနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာပူလောင်မနေနဲ့ပင်ပန်းမနေနဲ့ဆင်းရဲမနေနဲ့အတိတ်ဟာမရှိတော့ဘူးဆိုတဲ့ဒီအမှန်တရားကိုပြီးပြီးပြင်းပြင်းမြင်အောင်ကြိုးစားပြီးတော့မရှိတော့တာနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာဘာကိုမှတည်ဆောင်သွားမနေနဲ့မရှိတာကြီးကိုစိတ်ထဲအရှိလုပ်ပြီးတော့တည်ယူမနေနဲ့ပေါ့ဟုတ်လားအပ္ပတင်္စအနာဂတံနောက်အနာဂတ်ဆိုတာတကယ်ရောက်လာသေးတာမဟုတ်အဲ့ဒါကြောင့်မလို့နော်အတ္တိတနာနာဂမိယနပ္ပတိကင်ခေအနာဂတံအနာဂတ်ကိုလည်းဘာမှတောင့်တမှုကြောက်ကြမှုတွေနဲ့ပူလောင်ပင်ပန်းပြီးတော့မနေနဲ့အနာဂတ်ကိုလည်းအစင်မလိုက်နဲ့ဒါမျိုးဆိုပြသင်ပေးထားတာငြိမ်းအေးခြင်းနဲ့ဆိုလို့ရှိရင်ဘာမှမရှိတော့တဲ့အတိတ်ကြီးကိုအတိတ်ကအဖြစ်ရက်တွေကိုရှိသေးတယ်လို့ပုံဖော်ပြီးတော့လေးလေးလံလံစိတ်ထဲမှာလှုပ်ဆက်တွေခင်းပြီးတော့တကယ်တော့ကိုယ့်ဟာကိုရှုပ်နေတာဟုတ်လားဒါကြောင့်ဗောဓိမြိုင်ဆိုကြီးပြောတာဘုံဘအရန်သဘောကျတယ်နော်ဒုက္ခတွေထဲမှာတကယ်ဒုက္ခတမတရှိတာပါတဲ့ကျန်တာတွေကလှုပ်ဆက်တွေကြီးပဲတဲ့ဟုတ်လားစိတ်ထဲကိုယ့်ဟာကိုဖန်တီးနေတာဆင်းရဲနေတာဘယ်သူကငါဘယ်လိုပြောခဲ့တာဟာဘာလုပ်ခဲ့တာဘာဖြစ်တယ်ညာဖြစ်တယ်ဘာမှလည်းရှိတော့တာမဟုတ်ဘူးအဲ့ဒီဥစ္စာကြီးကဘယ်လောက်ထိဘုံဘုံတို့ညံနေလဲဆိုတာဒီတစ်ချက်နဲ့စီစစ်ကြည့်ရင်ကိုသိနိုင်တယ်မရှိတော့တာကြီးကိုမလုပ်နေတော့အရှိလို့ပြီးတော့စိတ်ထဲမှာလေးလံနေတာဟုတ်လားဒါကြောင့်အတိတ်ကိုမသေးဆောင်နဲ့နော်အနာဂတ်ကိုလည်းကြိုးကြိုးပြီးတော့ဘုံဘုံတို့ဝင်တော့ဝင်ဖို့ကြိုးကြိုးပြီးတော့လည်းယူနေတဲ့အပိုင်းရလည်းပဲအယမ်းမိုင်မဲရရောက်တယ်လို့ဆိုနိုင်တယ်ဘာမှမသေးကြတဲ့ကိစ္စကိုသေကြတယ်လို့လူကြီးလှုပ်ပြီးတော့စိတ်ထဲမှာပူရရှိပူဟာတကယ်ဖြစ်တော့လဲပူအောင်မှာနော်ဟုတ်လားမဖြစ်ခင်ကလည်းကြိုးပူလို့အပူကရော့မထင်နဲ့ဟုတ်လားတကယ်ဖြစ်တော့ပါဦးနော်ပူအောင်မှာဘုံဘတော့ရိုးလေးစဉ်းစားပါလေအနာဂတ်နဲ့ပတ်သက်ပြီးတော့ငါဖြစ်တော့မှပဲပူလိုက်တော့မယ်ကွာနော်မဖြစ်ခင်ကတော့ကြိုးပြီးတော့ပူမနေနိုင်ဘူးလို့ဟုတ်လားမဖြစ်ခင်ကကြိုးပူလို့ဖြစ်တဲ့အခါမှာဘုံဘုံတို့ရော့နေတယ်ဆိုရင်လည်းတမျိုးလေအတိတ်ပဲကဟုတ်လားဒါကြောင့်မြတ်စွာဘုရားကအတိတ်ဆိုတာမရှိတော့ဘူးအနာဂတ်ဆိုတာမရောက်သေးဘူးဒါကြောင့်အတိတ်နဲ့အနာဂတ်ကိုကောင်းကောင်းနားလည်ပြီးတော့သူတို့ကြောင့်စိတ်ထဲမှာမပင်ပန်းစေနဲ့မပူလောင်စေနဲ့အကုသိုလ်မဖြစ်စေနဲ့ဟုတ်လားပိဿုပန်နေစာယောဓဘာတထတထဝိပဿတိအတ္တဟိတအတ္တကုပ္ပတံဝိရောမနုပြွေကြီးနော်အခုလုံးလုံးစေဖြစ်နေတဲ့သဘာဝတရားလေးရဲ့အပေါ်မှာအမှန်ကန်သိပြီးတော့နေတဲ့အလုပ်ကိုပညာရှိတဲ့ပုဂ္ဂိုလ်ဆိုတာကြိုးစားတယ်လုပ်တယ်တဲ့ဘာဖြစ်လို့တော့အဲ့ဒီလိုပိဿုပန်မှာဖြစ်နေတဲ့သဘာဝလေးကိုဖြစ်နေတဲ့အတိုင်းလေးအတိအမှတ်ပြုနေတဲ့အလေးကျင့်ကိုလေ့ကျင့်နေတဲ့အခိုက်အတန့်မှာဒီစိတ်ကိုတဲ့နော်လူချင်းစရာကောင်းတဲ့အာယုန်တွေကလည်းပဲနော်လောဘဖြစ်အောင်မဖြားယောင်းနိုင်မကျင်တဲ့စရာကောင်းတဲ့အာယုန်တွေကလည်းဒေါသဖြစ်အောင်မဖြစ်စည်းနိုင်ဘူးတဲ့အလွန်သဘောကျတယ်ဒီဥစ္စာကိုဒါကြောင့်ငြိမ်းအေးခြင်းနဲ့ဆိုရင်ဒီတစ်ချက်ကိုဘုံဘုံတို့ကကျင့်စဉ်အနေနဲ့ကောင်းကောင်းနားလည်ထားရမယ်နော်ခုပိဿုပန်လေးမှာနေပိဿုပန်ဖြစ်နေတာကိုဘယ်လိုနေရမလို့သူ့ကိုသိနေအဲ့ဒါပိဿုပန်မှာနေရရောက်တယ်သူ့ကိုအတိမှတ်ကလေးပဲပြုနေနော်သူ့ကိုဘုံဘုံတို့ဘယ်လိုက်မှုမရှိရဘူးကိုထင်ရင်လို့ထင်တာမျိုးမရှိရဘူးဖြစ်နေတဲ့အတိုင်းလေးပဲမလုပ်အောင်လို့သိနေဇက်တိုက်ဖြစ်နေတဲ့သဘာဝထထပြီးတော့ဖြစ်နေတယ်အဲ့ဒါထပြီးတော့လိုက်ပဲသိနေအဲ့လိုသိနေအဲ့ဒီသိနေတဲ့အနေအထားတစ်ခုနဲ့ပတ်သက်ပြီးတော့နော်ဆိုကြပါစို့ကိုသိနေတဲ့အရာကလောဘဖြစ်เสียအရာဖြစ်ရင်ဖြစ်မယ်သို့မဟုတ်ဒေါသဖြစ်เสียအရာဖြစ်ရင်ဖြစ်မယ်သို့တော့ကိုကမှန်မှန်ကန်ကန်သိနေတဲ့အတွက်ကြောင့်လောဘဖြစ်เสียအဲ့ဒီအာယုံကလည်းကိုယ့်ရဲ့စိတ်ကိုလောဘဖြစ်သွားအောင်သွေးဆောင်ဖျားယောင်းမှုမပြုတ်နိုင်ဒေါသဖြစ်เสียအာယုံဆိုရင်လည်းအဲ့ဒီဒေါသဖြစ်เสียအာယုံကကိုယ့်ရဲ့စိတ်ကိုအဲ့ဒီအခိုက်အတန့်မှာဒေါသဖြစ်အောင်လည်းမဖြစ်စည်းနိုင်လောဘဖြစ်တာကိုအဖျားယောင်းခံရတယ်လို့ပြောတယ်ဒေါသဖြစ်တာကိုအဖြစ်စည်းခံရတယ်လို့ပြောတယ်တို့ဆိုလိုတာကလောဘဖြစ်သွားပြီဆိုရင်တော့ထောင်ချောင်းမိသွားတာပေါ့သူကဖျားယောင်းခံလိုက်ရတာပေါ့နော်ဟုတ်လားသူကလှည့်စားခံလိုက်ရတာပေါ့ဒေါသဖြစ်တာတော့ဘာဖြစ်သွားပျက်စီးသွားတာဒေါသဖြစ်တာပျက်စီးသွားတာအဲ့ဒါခံစားလို့ရတယ်အဲ့ဒီကိစ္စကိုဒေါသဖြစ်နေစိတ်လည်းတကယ်ပျက်စီးသွားတာအပြောကြီးကလည်းပဲအကောင်းမဟုတ်ဘူးအပြက်ကြီးပဲဟုတ်လားပျက်စီးပြက်ကြီးတစ်ခုကြည့်ရတယ်လို့ပဲဟုတ်လားဒါကြောင့်မြတ်စွာဘုရားပိဿုပန်မှာဖြစ်နေတဲ့သဘာဝတရားကိုသာမိမိရရအမှန်ကန်သိနေတဲ့အလေးကျင့်ကိုလေ့ကျင့်မယ်ဆိုလို့ရှိရင်နော်လောဘဖြစ်အောင်လည်းပဲသူအဲ့ဒီအချိန်မှာနော်အဖျားယောင်းမခံရဘူးဒေါသဖြစ်အောင်လည်းပဲအဲ့ဒီအချိန်မှာသူဖြည့်ဆည်းတာကိုမခံရဘူးသူ့ရဲ့စိတ်ဟာဖျားယောင်းခံရခြင်းဖြည့်ဆည်းခံရခြင်းကနေလွတ်ကင်းတယ်ပြောရင်ငြိမ်းအေးတယ်ပေါ့တန်ဝိရမနုပြွေအဲ့ဒါကိုပညာရှိတဲ့ပုဂ္ဂိုလ်တွေကလေ့ကျင့်ကြတယ်လို့အဲ့လိုမျိုးဆိုပြဟောတယ်ဒါကြောင့်မလို့တန်တတိအမတ်ကြီးယဟန္တာဖြစ်အောင်မြတ်စွာဘုရားဟောပြတဲ့ဂါထာမှာလည်းပဲဒီအဓိပ္ပာယ်ပဲလေယံပုဗ္ဗေတံဝိသောတိဟိပစ္ဆတိမဟုကိဉ္စနံမစ္စေရှင်သောခေတတိဥပဒန္တောစရိတတိဟောဒီကြတော့ငြိမ်းအေးသွားလိမ့်မယ်ဆိုတဲ့စကားလေးနဲ့မှတော့အဆုံးသတ်ထားတယ်အခုဒီနေ့ပြောတဲ့တရားစကားပါတော့နော်ငြိမ်းအေးလိုသူများအတွက်တဲ့ဟုတ်လားယံပုဗ္ဗေတံဝိသောတိဟိ
ဖြစ်ခဲ့ပြီးသားကိစ္စတွေနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာလောဘဒေါသမောဟအပူဓာတ်အလောင်ဓာတ်တွေမဖြစ်အောင်တုတ်တင်နိုင်ပါစေတဲ့ပစ္စာတိမာဟုကိစ္စနာမဖြစ်သေးတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်းပဲပူပန်ကြောင်းကြမှုတောင့်တမှုတွေမဖြစ်ပါစေနဲ့မေဇေစင်တော့ခေတ္တိနော်အခုလောလောဆယ်ဖြစ်နေတဲ့အနေအထားရဲ့ပုံမှာလည်းပဲဒါဟာငါပဲဒါဟာငါဥစ္စာပဲဆိုတဲ့မှားယွင်းတဲ့ဆွဲလန်းမှုတွေကိုမထားဘဲနဲ့စွန့်နိုင်လွတ်နိုင်မယ်ဆိုလို့ရှိရင်ဥပဒံတော့စရိတ္တိသင်ဟာငြိမ်းအေးသွားလိမ့်မယ်တဲ့တော့အဲ့ဒီမှာတော့သူကအတိတ်အနာကပြစ္ဆုတ်ပံကိုနော်ရှေးနောက်အလယ်ဆိုတဲ့အသုံးလုံးလေးနဲ့ဟောတယ်နော်ယံပုပ္ပေတံဝိသောတိဟိပုပ္ပေဆိုတာရှေးဟုတ်လားရှေ့နော်ရှေ့ကဖြစ်ခဲ့တာဒီနည်းအားဖြင့်ရှေ့ပေါ့နော်ပစ္စာဆိုတာနောက်နောင်လို့လည်းပြောလို့ရတယ်ပေါ့ဟုတ်လားရှေ့ရဲ့နောက်ရဲ့ပြီးတော့ဘာဖြစ်တော့ရှေ့နဲ့နောက်နဲ့ကြားထဲကအလယ်ပေါ့အလယ်ကြတော့သူကမစ္ဆဆိုတဲ့စကားလုံးနဲ့သုံးတယ်အလယ်ဆိုပြစ္ဆုတ်ပံကိုပြောတာဟုတ်လားအဲ့တော့အတိတ်နဲ့ပတ်သက်ပြီးတော့လည်းပဲဘုန်းဘုန်းတို့ရဲ့စိတ်ကိုကိလေသာမဖြစ်အောင်တုတ်တင်နိုင်မယ်အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းပူပန်ကြောင်းကြမရှိအောင်နေနိုင်မယ်ဟုတ်လားဒါလည်းဘယ်လိုနေရမှာတော့အတိတ်ဟာမရှိတော့ဘူးဆိုတဲ့အမြင်မှန်အနာဂတ်ဟာမရောက်သေးဘူးဆိုတဲ့အမြင်မှန်ဒါကိုဘုန်းဘုန်းတို့ခိုင်မာအောင်တည်ဆောက်ရမှာနော်ပြီးရင်မေဇေစင်တော့ခေတ္တိတဲ့အခုလုံးလုံးဆယ်ဖြစ်နေတဲ့အရာရဲ့ပုံမှာတော့မစွဲယူနေတဲ့ဒါကိုအမှတ်မှားမှုမှားယွင်းမှုနဲ့မစွဲနဲ့မသိမ့်ပိုက်နဲ့လို့ပြောတာတကယ်တမ်းကဒါကသူ့အတူအကြောင်းကျိုးဆက်ဆက်ပြီးတော့ဖြစ်နေတဲ့သဘာဝတရားအဲ့ဒါကိုဘုံဘုံတို့ကအမြင်မှန်ကောင်းကောင်းမရသေးတဲ့အခါကျတော့ငါလို့ထင်တာရှိတယ်ငါဥစ္စာလို့ထင်တာရှိတယ်အဲ့ဒါဘာဖြစ်နေအောင်ဆိုစွဲနေတာဟုတ်လားဟိုအမှားစွဲနေတာပေါ့နော်စွဲနေတယ်ထင်းနေတယ်ပေါ့ဘလို့ထင်းနေတာတော့ငါလို့ထင်းနေတယ်ငါလို့ထင်းနေတယ်ဟုတ်လားအဲ့ဒီလိုမျိုးဘုံဘုံတို့ဟာမှားယွင်းတဲ့ဆွဲလန်းမှုတွေနဲ့တော့ဆွဲလန်းမနေဘူးဆိုရင်မှတ်ထင်မနေဘူးဆိုလို့ရှိရင်ဥပဒံတော့စရိတ္တိသင်ဟာငြိမ်းအေးသွားလိမ့်မယ်လို့ဟောတယ်ဟုတ်လားဒါကြောင့်ဒုတိယချက်နှလုံးစိမ်ဝါငြိမ်းချမ်းခြင်းနဲ့ဆိုလို့ရှိရင်ပြစ္ဆုတ်ပံမှာစိတ်ကိုနေတတ်အောင်ကြိုးစားရမယ်ဘလို့နေရမှာတော့အမှန်တိုင်းသိပြီးတော့နေလိုက်ဖို့ပါပဲပို့ပြီးတော့အခြေချက်ပြောရရင်တတိပဋ္ဌာန်တရားကိုပဲပြောဖို့ရှိမယ်ပေါ့နော်ဘာပဲဖြစ်တိုင်းလေးသိနေလို့ရှိရင်ဒါပြစ္ဆုတ်ပံမှာနေနေတာဒီနေ့အပြင်ကိုယ့်ရဲ့စိတ်ကိုငြိမ်းအောင်ကြိုးစားတာအဲ့ဒါဆိုလို့ရှိရင်ခု၃ခုမြောက်အချက်မှာပြောမယ်ကိုယ့်ရဲ့အမြင်မှန်ကိုရင့်တန်အောင်တိဆောက်ရလဲရောက်သွားမယ်ဟုတ်လားအဲ့ဒါဘုံဘုံတို့နှစ်ချက်ရှိပြီနော်စိတ်ဆင်းရဲခြင်းပင်ပန်းခြင်းရဲ့အကြောင်းတရားဖြစ်တဲ့အာယောနိသောမနတိကာရလို့ဆိုတဲ့အတွင်းအကြောင်းကိုပြုပြင်နိုင်ဖို့ဘုံဘုံတို့ကြိုးစားအထောက်နေကြတာဟုတ်လားအဲ့ဒါကိုပြုပြင်ဖို့အတွက်မြတ်စွာဘုရားပေးတဲ့နေလန်းလေးတွေပထမဘာပြောတော့ကိုယ်အကြောင်းကိုပဲစိတ်ဝင်စားပါငြိမ်းအေးခြင်းတယ်ဆိုလို့ရှိရင်ဟုတ်လားတကယ်တမ်းကကိုယ်မှာနော်စဉ်းစားစရာတွေတွေးစရာတွေပြင်ဆင်စရာတွေလှုပ်စရာတွေအများကြီးပဲရှိတာပဲလေတကယ်တမ်းအဲ့ဒီကိုယ့်အတွက်လုပ်ရမယ့်အလုပ်တွေကိုဘယ်သူမှလာပြီးတော့လုပ်ပေးလို့လည်းမရဘူးလုပ်ပေးမှလည်းမဟုတ်လုပ်ပေးလို့လည်းမရကိုယ်တိုင်ပဲလုပ်ရမှာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်အကြောင်းကိုစိတ်ဝင်စားတာသဘာဝအကျဆုံးပဲဟုတ်တယ်မဟုတ်လားနောက်ဒုတိယပါတော့ငြိမ်းချမ်းခြင်းရဲ့ပြစ္ဆုတ်ပံမှာနေနိုင်အောင်ကြိုးစားရမယ်ပြစ္ဆုတ်ပံကနေတဆင့်သဘာဝတရားတွေရဲ့ပုံမှာနားလည်မှုရှိအောင်ဘုံဘုံတို့ကြိုးပမ်းအထောက်ရမယ်ဟုတ်လားအဲ့လို့ရှိရင်၃ခုမြောက်ပါပြောရင်တော့နော်ငြိမ်းအေးခြင်းတယ်ဆိုလို့ရှိရင်အမြင်မှန်ရအောင်လုပ်ရပြီဆိုရင်လည်းအဲ့ဒီအမြင်မှန်ကိုရင့်တန်အောင်ကြိုးစားဒါကဘယ်သုတ်တန်လေးကိုဘုံဘုံကအခြေခံပြီးတော့ပြောရင်တော့ဆိုတော့အတ္တဒီပသုတ်တန်ဆိုတော့ပြောရင်သူ့ကိုလည်းအလွန်ကြိုက်တယ်ဘုံဘုံကအတ္တဒီပဘေးခွေဝိရဒအတ္တတရဏအနိညတရဏဓမ္မဒီပဓမ္မတရဏအနိညတရဏယဟန်တို့တဲ့ကိုအားကိုးရတခုပြုတ်ပြီးတော့ပဲနေကြကိုပဲအားကိုးကြကိုယ်ဟာလွဲလို့တခြားဘယ်သူ့မှအာမကိုးပဲနဲ့နေကြကိုအားကိုးတဲ့နေရာမှာဘယ်လိုကိုအားကိုးရမှာတော့တရားရှိတဲ့ကိုမှသာလဲကိုယ့်အတွက်အားကိုးရဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်တရားကိုသာလဲအားကိုးအားထားပြုတ်ပြီးတော့နေကြတရားကလွဲလို့တခြားဘယ်ရာကိုမှအာမကိုးပဲနဲ့နေကြဟောတရားစတယ်ဒီတရားလေးဟုတ်လားပထမဘာပြောတော့ကိုအားကိုဟာလွဲလို့တခြားဘယ်သူမှအာမကိုးပဲနဲ့နေကြအဲ့ဒီကန့်သက်ချက်ပါတာကိုသတိထားနော်အတ္တတရဏအနိညတရဏအတ္တတရဏဆိုကိုအားကိုလို့ပြောတာအနိညတရဏဆိုတခြားအာမကိုးနဲ့လို့ပြောတာပြီးတော့ဗာပြောဓမ္မတရဏအနိညတရဏဓမ္မတရဏဆိုပါတော့တရားကိုအားကိုပြီးတော့ဗာတော့တရားကလွဲလို့တခြားဘယ်သူမှအာမကိုးပဲနဲ့နေလို့ပြောတာဟုတ်လားအဲ့ဒါလိုမျိုးတဲ့ကိုအားကိုမယ်တရားကိုပဲအားကိုမယ်ဆိုတဲ့အမြင်မှန်ရပြီးတဲ့နောက်မှာအဲ့ဒီပုဂ္ဂိုလ်ဟာစဉ်းစားတဲ့နဲ့ဆင်ခြင်တဲ့နဲ့ဘာစဉ်းစားရမှာတော့ဘာဆင်ခြင်ရမှာတော့ကိဉ္ဇာတိကသောကပရိဒေဝဒုက္ခဒေါမနတုပါဒကိဉ္ပါဟောတိကဟ
ဟောဒီစိုးရင်ချင်းဆိုတဲ့တောကငိုကြွေးခြင်းဆိုတဲ့ပြိတေဝကိုဆင်းရဲခြင်းဆိုတဲ့ဒုက္ခစိတ်ဆင်းရဲခြင်းဆိုတဲ့ဒေါမနတပြင်းစွာပင်ပန်းခြင်းဆိုတဲ့ဥပါယတဒီတရားတွေဒီပူလောင်မှုတရားတွေဟာဘာကြောင့်ဖြစ်လာတာတုံးလို့အကြောင်းတရားကိုရှာတယ်စောစောဘုံဘုံပြောတဲ့စကားပဲနော်ဒီဆင်းရဲပင်ပန်းမှုပူလောင်မှုတွေဟာဘာကြောင့်ဖြစ်လာတာလဲဆိုတဲ့အကြောင်းတရားကိုရှာတယ်အဲ့လိုအကြောင်းတရားကိုရှာရင်ဘာတွေ့မလို့တဲ့ဒီသုတ်တံမှာမြတ်စွာဘုရားဘယ်လိုသုံးသပ်ပြအောင်ဆိုတော့အနှစ်ချုပ်လေးပဲဘုံပြောနော်ခန္ဓာ၅ပါးလို့ဆိုတဲ့သဘာဝတရားကြီးအစု၅စုပေါ့နော်ရုပ်အစုရဲ့ခံစားမှုအစုရဲ့မှတ်သားမှုအစုရဲ့နော်ပြုလုပ်စစ်စောမှုအစုရဲ့သိမှုအစုရဲ့ဆိုပြီးတော့ရုပ်အစုဝေကြီးတစ်ခုရဲ့နာမ်အစုဝေကြီး၄ခုရဲ့ဒါဝဲဘုံဘုံတို့ပုဂ္ဂိုလ်တ attva အာသူတစ်ပါးယောက်ျားမိန်းမဒီလိုမျိုးသမုဒိသစ္စာအရာပြောနေကြတာပေါ့ဟုတ်လားတကယ်စင်စစ်အဲ့ဒါပါတော့အစုဝေကြီး၅ခုအစုဝေကိုပါဠိလိုခန္ဓာအစုဝေကြီး၅ခုအဲ့ဒီအစုဝေကြီး၅ခုကိုဒါဟာငါပဲဒါဟာငါအတ္တပဲဒါဟာငါလှုပ်ချင်လို့လှုပ်လို့ရတယ်ငါဖြစ်ချင်လို့ဖြစ်လို့ရတယ်အစရှိသဖြင့်ဒီအရာကိုငါလို့မှတ်ထင်နေပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာ तू ငါလို့မှတ်ထင်ထားတဲ့အဲ့ဒီအရာတစုံတရာဖြစ်ပြီးပျက်စီးပြီးဖောက်ပြန်ပြီးဆိုတာနဲ့ तू ဟာပူလောင်ရလိမ့်မယ်ပင်ပန်းရလိမ့်မယ်ဆင်းရဲရလိမ့်မယ်တဲ့ဒါပူလောင်ပင်ပန်းဆင်းရဲခြင်းရဲ့အကြောင်းကိုအတူချုပ်မြတ်စွာဘုရားရှာပြတာနော်တဘာဝတရားကိုငါလို့အထင်မှားတဲ့အတွက်ကြောင့်အဲ့ဒီတဘာဝတရားကသူ့လမ်းကြောင်းသူသွားနေတာသူ့လမ်းကြောင်းအပေါင်းဆိုအနိစ္စလမ်းကြောင်းဟုတ်လားအဲ့ဒီသူ့လမ်းကြောင်းသူသွားတဲ့ကိစ္စကိုဘုံဘုံတို့ကငါလို့ကြားနေဖမ်းပြီးတော့မမယွင်ယူလိုက်တဲ့အတွက်ကြောင့်နော်ပျက်စီးပြီဟေ့ဆိုတာနဲ့ဘာဖြစ်ပြီတော့ပူလောင်ကြပြီပင်ပန်းကြပြီဆင်းရဲကြပြီအဲ့ဒီပြဿနာဘုံဘုံတို့မှာရှိရနော်အခုပြမုံရွှင်ရွှင်အစဉ်ပြေပြေနေနိုင်တာဘာဖြစ်လို့တော့မပျက်စီးသေးလို့ကိုပျက်စီးပြီဆိုတာနဲ့အဲ့ဒီတက္ကာဒိဋ္ဌိကငုံငေါထလာမှာသဘောပေါက်လားအဲ့ဒီကြတော့မှငါပိုးပြီးတော့ဘာလုပ်မှာနော်ရောက်လာမှာဒါအခုတည်းကစပြီးတော့ဘုံဘုံတို့ကကြိုတင်ပြီးတော့ဒီပြဿနာရှိတယ်ဆိုတာကိုဘာလုပ်ထားမှာတော့နားလည်ထားမှာဟုတ်လားအဲ့ဒါမြတ်စွာဘုရားပူလောင်ပင်ပန်းဆင်းရဲခြင်းရဲ့အကြောင်းကိုအဲ့လိုရှားပြတာနော်အစုဝေးကြီး၅ခုခန္ဓာ၅ပါးရဲ့ပုံမှာငါလို့မှတ်ထင်နေတဲ့ပုဂ္ဂိုလ်ဟာ तू ငါလို့မှတ်ထင်နေတဲ့အဲ့ဒီအရာကြီးဟာပျက်စီးပြီးတမျိုးတမီဖြစ်ပြီးဆိုတာနဲ့ तू ဟာတောကပရိဒီဝဒုက္ခဒေါမနတဥပါယတဆိုတဲ့သောတော့တရား၅မျိုးဖြစ်ပြီတဲ့ဒါပူလောင်ခြင်းပင်ပန်းခြင်းရဲ့အကြောင်းပဲအဲ့လိုဆိုရင်ငြိမ်းအေးခြင်းရဲ့အကြောင်းပါလဲမပူလောင်ခြင်းရဲ့အကြောင်းတရားပါလဲအဲ့ဒါကိုမြတ်စွာဘုရားဘယ်လိုပြောတော့ရူပတ္တတွေဝဘိက္ခွေရဲ့အိဋ္ဌံဝိရိတဝဝိပရိနာမံဝိရာဂနိရောဓံပုပ္ပေစေဝရူပံဧတရိသတပ္ပံရူပံဘာတော့အဓိပ္ပာယ်ကယဟန်တို့တဲ့မမြဲသည်သာလင်ဖြစ်သောရုပ်တရားဤသာလင်နော်ဒီရုပ်တရားဆိုတာမြဲတာမဟုတ်ဘူးပေါ့နော်အဲ့ဒီရုပ်တရားရဲ့မမြဲတဲ့သဘောကိုသိပြီးတော့ဝိပရိနာမဖောက်ပြန်တတ်သောဝိရာဂနော်ချုပ်ပြတ်သွားတတ်တဲ့သဘောချုပ်ပြောက်သွားတတ်တဲ့သဘောရှိတဲ့ဒီရုပ်တရားပုပ္ပေစေဝရူပံရှေးတုန်းကဖြစ်ခဲ့တဲ့ရုပ်လည်းဒီတိုင်းဧတရိသရူပံအခုဖြစ်နေတဲ့ရုပ်လည်းဒီတိုင်းဟုတ်လားရှေးတုန်းကရုပ်ရောအခုရုပ်ရောနောင်ဖြစ်မဲ့ရုပ်ရောဘယ်ရုပ်ပဲဖြစ်ဖြစ်သူကပါတော့ဝိပရိနာမဝိရာဂနိရောဓပျက်စီးနေတဲ့ဖောက်ပြန်နေတဲ့ချုပ်ပြောက်နေတဲ့သဘောပေါ့နော်အဲ့ဒီဥစ္စာကိုတပ္ပံရူပအလုံးစုံသောရုပ်တရားတွေရဲ့အနိစ္စဒုက္ခဝိရိနာမဓမ္မန္တိနော်မမြဲသောမကောင်းမွန်သောဖောက်လဲဖောက်ပြန်ဖြစ်တတ်သောသဘောတရားတွေပဲလို့ဧဝမေတ္တယထာဘုဒ္ဓတမ္မပညာယပတ္တတော်မှန်မှန်ကန်ကန်သူဟာသိတဲ့ဉာဏ်ပညာနဲ့မြင်လိုက်တယ်တဲ့ဟုတ်လားရုပ်တရားကိုနော်ဒါခန္ဓာ၅ပါးအကုန်လုံးချက်ထွင်ပြီးတော့ပြီးရင်နားလည်ရမယ်ပေါ့ဟုတ်လားအဲ့လိုမြင်သွားပြီဆိုလို့ရှိရင်ရေတောကပရိဒေဝဒုက္ခဒေါမနတုပါဒတေပိဟိယန္တိဆိုလိုတာကခန္ဓာ၅ပါးကိုအိဋ္ဌဒုက္ခဝိရိနာမလို့မှန်မှန်ကန်ကန်မြင်လို့ရှိရင်အိဋ္ဌဆိုတာမမြဲတာနော်ဒုက္ခဆိုတာမကောင်းမွန်တာဟုတ်လားဝိပရိနာမဓမ္မဆိုတာဖောက်လဲဖောက်ပြန်ဖြစ်တတ်တာဘာမှစိတ်မချဘူးခုလိုမျိုးတို့ကြတယ်မျိုးဖြစ်နေလို့ဖြစ်နေတာကိုပြောတာဟုတ်လားအဲ့ဒီသဘောတရား၃ချက်ကိုမြင်မယ်ဆိုရင်ဒါမှန်မှန်ကန်ကန်မြင်တယ်လို့ပြောရတယ်တဲ့အဲ့လိုမှန်မှန်ကန်ကန်မြင်ပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာတောကပရိဒေဝဒုက္ခဒေါမနတတရားတွေဟာပယ်ပြီးသားဖြစ်သွားတယ်တဲ့ဒါလက်တွေ့လှုပ်ကြည့်မှဒီဒေသနာကိုပြည့်ပြည့်ဝထောက်ခံနိုင်မှာနော်အနိစ္စဒုက္ခဝိရိနာမဓမ္မကိုမြင်ရင်စိတ်ထဲမှာတောကပရိဒေဝဒုက္ခဒေါမနတဥပါယတပယ်ပြီးသားဖြစ်တယ်လို့မြတ်စွာဘုရားဟောတယ်အဲ့လိုမကောင်းတဲ့တရားတွေကိုပယ်လိုက်တဲ့အခါကျတော့မကောင်းတာမရှိတဲ့အတွက်ကြောင့်ကောင်းတာကိုဘုံဘုံတော့လှမ်းပြီးတော့တောင့်တစရာမလိုဒီအဓိပ္ပာယ်လေးကိုအရင်နားလည်စရာကောင်းတယ်ဒါကြောင့်မြတ်စွာဘုရားဘယ်လိုဆက်ဟောတော့နော်တေတံဘာဟာနာနပရိတတတိအဲ့လိုတောကပရိဒေဝနော်ဒီအပူအလောင်တရားတွေကိုဖယ်လိုက်တဲ့အခါနပရိတတတိသူ့မှာတောင့်တမှုဆိုတာမရှိဘူးတဲ့အဓိပ္ပာယ်ဘာပြောတာတော့ဘုံဘုံတို့တခုခုကောင်းမွန်တာကိုလှမ်းပြီးတော့တောင့်တနေရတယ်ဆိုတာကိုယ်စိတ်ထဲမှာကောင်းမနေလို့ဒါကဘုံဘုံတွေးမိတာကိုပြောတာပါကိုကဆိုကြပါစို့နားလည်အောင်ဘုံဘုံပြောကြည့်
ပူးနေတယ်ဆိုရင်အေးလေးကိုတန်းတာအရင်အိုက်ပြီးဆိုရင်ဘာလို့လေးအေးလေးနော်ကောင်းနေတဲ့မပူတဲ့အနေအထားလေးကိုဘုံဘုံတို့တောင့်တမိတယ်ဟုတ်လားအဲ့လိုပဲစိတ်ကဆင်းရဲပြီးဆိုရင်ဒီမဆင်းရဲတဲ့အနေအထားလေးကိုဘုံဘုံတို့ဘာဖြစ်တော့တောင့်တဟုတ်တယ်မဟုတ်လားတချို့ကျမကြီးဖောက်ပြန်ပြီးဆိုရင်ဘာတော့မကျမ်းမာတော့အနေအထားလေးကိုအရင်လွမ်းနေတယ်ဩငါအဲ့တုန်းကကောင်းကောင်းလေးနေရတာတန်ဖိုးအဲ့တုန်းတန်ဖိုးထားခဲ့တာမဟုတ်ဘူးနော်အဲ့တုန်းကတော့ဟုတ်လားမကျမ်းမာပြီဆိုတော့မှကျမ်းမာတော့အနေအထားကိုဘာလို့တောင့်တဟုတ်လားမြန်မြန်ပျောက်ပါတော့ပျောက်ချင်ဒါဥမာပြောတာနော်အဲ့လိုပဲစိတ်ထဲမှာတောကပတိတွေဝါကိုပယ်လိုက်ပြီဆိုတော့သူ့မှာတောင့်တမှုမရှိဘူးလို့ဒီလိုလေးမြတ်စွာဘုရားဇက်တိုက်လေးဟောတယ်အဲ့ဒါကိုဘုံဘုံကကိုတွေးမိတယ်လို့လေးဒါပြောပြတာပါကိုအတွေးပါအဲ့ဒီဥစ္စာတွေကဟုတ်လားဘာဖြစ်လို့မတောင့်တတာတော့သူမဆင်းရဲတော့သူမတောင့်တဘူးဒီမှာတော့သူကအဲ့လိုလေးဟောထားတယ်တောကပတိတွေကဒုက္ခဒေါမနတတရားကိုပယ်လိုက်ရင်သူမတောင့်တတော့ဘူးအဲ့ဒါကိုဘုံဘုံကကိုနားလေတယ်လို့လေးပြောကြည့်တာပေါ့နော်သူ့မှာစိတ်ထဲမှာဘာမှဆင်းရဲမှုပင်မမှုမရှိတော့သူကတခြားထူးထူးခြားခြားဘာတောင့်တနေရအောင်မှာဘာမှတောင့်တစရာမလိုလေသူဆင်းမှမဆင်းရဲပဲဟုတ်လားအဲ့လိုမတောင့်တတဲ့အတွက်ကြောင့်နဲ့အပရိတ္တဒုက္ခဝိရတိတဲ့ဟောအဲ့ကျမှချမ်းသာတယ်လို့ပြောတာမတောင့်တမှုမရှိတဲ့အတွက်ကြောင့်သူချမ်းသာနေရအဲ့တော့အဓိပ္ပာယ်ပါတော့တခုခုကိုတောင့်တနေရသမျှအဲ့ဒီဟာဘာဖြစ်လို့ဆင်းရဲနေတယ်ဟုတ်လားမတောင့်တတော့ဒီမှာပါတော့ချမ်းသာတယ်ဒုက္ခဝိရတိဘိက္ခုတရင်ကနေဘူးတော်တိဟုတ်စတိတဲ့အဲ့လိုချမ်းသာနေတဲ့ပုဂ္ဂိုလ်ကိုတရင်ကနေဘူးတော်တိနော်တရင်ကငြင်းအေးသူဟုငါဟောတယ်တဲ့မြတ်စွာဘုရားတရင်ကငြင်းအေးတယ်ဆိုတာငြင်းအေးစရာအကြောင်းရှိတဲ့အခိုက်မှာငြင်းအေးသွားတဲ့သဘောကိုတရင်ကငြင်းအေးတယ်လို့ပြောတာငြင်းစရာအကြောင်းရှိတော့မှငြင်းသွားတာအမြဲတမ်းမဲ့ညံဖူညံတဲ့ကိလေသာကိုပယ်လိုက်လို့နော်အစင်သာဝရငြင်းအေးသွားတဲ့အနေအထားမျိုးကိုရည်ရွယ်တာမဟုတ်ဘူးနော်သူကတရင်ကငြင်းအေးတာငြင်းအေးစရာအကြောင်းရှိတော့ငြင်းအေးတာပို့ပြီးတော့ရှင်းရှင်းလင်းပြောရရင်ခုနလိုအနိစ္စဒုက္ခဝိရိနာမဓမ္မမှန်ကန်မြင်တဲ့အချိန်မှာသူငြင်းအေးသွားတာပဲအဲ့ဒါငြင်းအေးစရာအကြောင်းရှိနေတဲ့အခါမှာငြင်းအေးသွားတာအဲ့ဒါမျိုးလေးကိုဘုံဘုံတို့ကခဏခဏဖြစ်အောင်လုပ်လို့ရှိရင်ကြာရင်ဘာဖြစ်သွားနိုင်တော့မဲ့ညံပူညာရနိုင်တယ်ပေါ့ဟုတ်လားဒါကမြတ်စွာဘုရားနော်ငြင်းအေးကြောင်းတရားဟောထားတဲ့အနေအထားလေးကိုဘုံဘုံပြောတာနော်အနှစ်ချုပ်ပြောရရင်ဘာကြောင့်ပူလောင်နေကြတာတော့ပင်ပန်းနေကြတာတော့ကိုယ်ဘဝကြီးကိုငါလို့ထင်နေလို့ခန္ဓာ၅ပါးကိုငါလို့ထင်နေလို့ဒီဖြစ်စဉ်ကိုမှန်ကန်သဘောမပေါက်လို့တကယ်တမ်းကဖြစ်စဉ်ရပါတော့အနိစ္စဒုက္ခဝိရိနာမဓမ္မပဲမမြဲသောမကောင်းသောဖောက်လွဲဖောက်ပြန်ဖြစ်တတ်သောသဘာဝတရားအစုအဲ့ဒါပါတော့အမြင်မှန်ပဲနော်အဲ့ဒီအမြင်မှန်ရရင်သောကပတိတွေကဒုက္ခဒေါမနတဥပါယတတရားငြိမ်းမှာအဲ့ဒါငြိမ်းတဲ့အခါမှာတောင့်တမှုမရှိဘူးတောင့်တမှုမရှိရင်ချမ်းသာတယ်အဲ့ဒီလိုချမ်းသာနေတဲ့ပုဂ္ဂိုလ်ကိုတရင်ကငြိမ်းအေးတယ်လို့မြတ်စွာဘုရားဟောတယ်ဒါကိုယ့်ရဲ့စိတ်ကိုငြိမ်းအေးခြင်းတယ်ဆိုရင်လိုရင်းပြောရရင်အမြင်မှန်ရှိအောင်ကြိုးစားရမယ်အမြင်မှန်ပါတော့အနိစ္စလို့မြင်တာဒုက္ခလို့မြင်တာဝိပရိနာမဓမ္မလို့မြင်တာမတည်မြဲတဲ့အရာတွေအခုဖြစ်နေတာစောတော့ဟာမဟုတ်တော့ဘူးထပ်ထပ်ဖြစ်နေတာလို့မြင်နေတာဟုတ်လားမကောင်းမွန်တဲ့အရာတွေလို့မြင်နေတာဖောက်လွဲဖောက်ပြန်ဖြစ်ခြင်းလို့ဖြစ်နေတဲ့အရာတွေလို့မြင်နေတာအဲ့ဒါပါတော့အမြင်မှန်အဲ့ဒီအမြင်မှန်ရင့်တန်လေးနှလုံးစိမ်ဝါဟာငြိမ်းအေးလေးပဲဘာဖြစ်လို့တော့ပူလောင်ကြောင်းဖြစ်တဲ့ငါဆိုတဲ့အမြင်ဟာတဖြည်းဖြည်းနဲ့နေပါသွားမှာမဟုတ်လို့သဘောပေါက်ရလားအဲ့လို့ဆိုရင်ဘုံဘုံတို့ဒီရုပ်တည်နံတွေသဘာဝတရားတွေရဲ့ပုံမှာနော်ငါဥစ္စာငါလိပ်ပြာတို့ဘာတစ်ခုမှမဟုတ်ကြသည်ဓမ္မတတ္တပါဒကဆိုတဲ့မင်းကွန်းဆိုတော်ဘုရားကြီးရဲ့နော်တန်ဖို့အလွန်ကြီးမားတဲ့နော်ဒီစကားတော့ဟုတ်လားဒါကိုဘုံဘုံတို့ဘာလို့ခေါ်အမြင်မှန်ပေါ့အဲ့ဒီအမြင်မှန်ကိုရအောင်ဘာလို့မလို့တိဆောက်ရမယ်ဘယ်နည်းနဲ့အဲ့ဒီအမြင်မှန်ကိုခိုင်မြဲအောင်တိဆောက်ရမလဲနော်ကြီးမားအောင်ဘုံဘုံတို့တိဆောက်ရမလဲဆိုရင်တတိပဋ္ဌာန်ဘာဝနာကိုပွားတဲ့နည်းနဲ့ပဲလုပ်ရမှာဟုတ်လားအဲ့ဒါခုဘုံဘုံတရားဟောတာတဏှာကြီးရှိသွားပြီနော်တတိပဋ္ဌာန်ဘာဝနာကိုပွားများတဲ့အကြောင်းကိုဒါဘုံဘုံတို့အခြေပြောဖို့အတွက်အချိန်မရှိတော့ဘူးဟုတ်လားအဲ့တော့ဒီတတိပဋ္ဌာန်ဘာဝနာလိုရင်းအနှစ်ချုပ်ပြောရရင်ဘာတွေပဲဖြစ်နေဘလို့သဘာဝတွေပဲဖြစ်နေဒီခန္ဓာမှာဖြစ်နေတဲ့တရားမှန်သမျှရဲ့ပုံမှာဖြစ်နေတဲ့အတိုင်းဘုံဘုံတို့သိနေဖို့ပဲဟုတ်လားဒီဥစ္စာကိုဘုံဘုံတို့ဘယ်ချိန်ပဲဖြစ်ဖြစ်ဘယ်နေရာပဲဖြစ်ဖြစ်ဘလို့အနေထားမျိုးမဆိုနော်လုံနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒါတတိပဋ္ဌာန်ဘာဝနာပွားနေအဲ့တော့တတိပဋ္ဌာန်ဘာဝနာပွားနေရင်ဒီယုတ်တွေဒီနံတွေဒီသဘာဝတရားတွေရဲ့နော်အနိစ္စဒုက္ခဝိရိနာမဓမ္မဆိုတဲ့မမြဲသောမကောင်းမွန်သောဖောက်လွဲဖောက်ပြန်ဖြစ်တတ်သောသဘောဆိုတဲ့အမှန်ကိုဘာလို့လာမလို့မြင်လာမယ်အဲ့ဒီအမှန်မြင်လို့ရှိရင်ဘုံဘုံတို့ရဲ့စိတ်နှလုံးဟာငြိမ်းအေးသွားမယ်ဒါကိုပြောတာနော်အဲ့ဒါဘုံဘုံတို့ငြိမ်းအေးကြောင်းတရား၃မျိုးကောက်ချက်ချပြီးတော့ပြောလိုက်တယ်ဟုတ်လားနှလုံးစိမ်ဝါငြိမ်းအေးခြင်းတယ်ဆိုရင်ကိုယ်အကြောင်းကိုပဲစိတ်ဝင်စားပါနှလုံးစိမ်ဝါငြိမ်းအေးခြင်းတယ်ဆိုရင်ပြစ္ဆုတ်ပံမှာပဲစိတ်ကိုထားနိုင်အောင်ကြိုးစား
နှလုံးစိတ်ဝါငြိမ်းအေးခြင်းတယ်ဆိုလို့ရှိရင်ငါဥစ္စာငါလိပ်ပြတို့ဘာတစ်ခုမျှမဟုတ်ကြသည်ဓမ္မတတ္တပါရကအနိစ္စဒုက္ခဝိရိနာမဓမ္မမျှတာဖြစ်တယ်ဆိုတဲ့အမြင်မှန်ကိုခိုင်မြဲအောင်ကြီးမားအောင်ဘုံဘုံတို့တတိပဋ္ဌာန်ဘာဝနာနည်းကိုအသုံးပြုပြီးတော့ကြိုးစားကြရမှာဟုတ်လားအဲ့တော့ဘုံဘုံပြောခဲ့တာတွေကိုပြန်ပြီးတော့အနှစ်ချုပ်ကြည့်မယ်နော်ငြိမ်းအေးလိုသူများအတွက်ဟုတ်လားကိုပထမအဆင့်ငြိမ်းအေးခြင်းတယ်ဆိုရင်ကိုဟာမငြိမ်းအေးသေးတဲ့ပူလောင်မှုတွေရှိနေသေးတဲ့လူတယောက်လို့အရင်ကိုယ့်ရဲ့အခြေအနေမှန်ကိုနားလည်ဖို့လက်ခံဖို့လိုတယ်ဟုတ်လားလောဘဖြစ်စရာတွေ့ရင်လောဘတွေနဲ့ဒေါသဖြစ်စရာတွေ့ရင်ဒေါသတွေနဲ့ဟုတ်လားကိုယ့်ရဲ့စိတ်ဟာပင်ပန်းမှုပူလောင်မှုလှုပ်ခတ်မှုအပြည့်နဲ့နေနေတာဆိုတာကိုအရင်နားလည်ရမယ်အရန်ကြီးစူးစူးဝါးဝါဟာကဲပါယူပါအဆင့်ထိရအောင်ပူလောင်နေတာမဟုတ်ပေမဲ့လို့ပူလောင်မှုကတော့ဖြစ်နေတော့ရှိနေတယ်ဖြစ်နေတယ်ဟုတ်လားအဲ့ဒါကိုအရင်ဘာလုပ်ရမလို့နားလည်လက်ခံရမယ်ပြီးရင်ငြင်းအေးလို့စိတ်မွေးရမယ်။ငါဒီတိုင်းကြီးနေလို့မဖြစ်ဘူးပူလောင်နေရပင်ပန်းနေရပူလောင်တဲ့ဘဝပင်ပန်းတဲ့ဘဝတွေကိုများထိုးဆင်းသွားရင်ဒုက္ခဆိုတဲ့အမြင်လည်းရှိရမှာပေါ့နော်။ဒါကြောင့်ငြင်းအေးလို့တဲ့စိတ်ဘာလို့ရမလို့မွေးရအဲ့လိုငြင်းအေးလို့တဲ့စိတ်ရှိပြီဆိုရင်ငြင်းအေးအောင်ဘုံတို့ကြိုးစားမယ်ဘယ်ကနေစကြိုးစားမလို့အကြောင်းရှာရမယ်။ဘာကြောင့်နှလုံးစိတ်ဝါဟာမငြိမ်းမအေးဖြစ်နေရတာတော့ပူလောင်ပင်ပန်းဆင်းရဲနေရတာတော့အပြင်အကြောင်းရှိတယ်အတွင်းအကြောင်းရှိတယ်အပြင်အကြောင်းကတော့အာယုန်တွေပေါ့အိဋ္ဌာယုံရှိမယ်အနိဋ္ဌာယုံရှိမယ်အတွင်းအကြောင်းကြတော့ဘာလို့ပြောမလို့အာယောနိသောမနတိကာရနှလုံးသွင်းမှာယွင်မှုဟုတ်လားအဲ့ဒါလိုအတွင်းအကြောင်းနဲ့အပြင်အကြောင်းဘုံဘုံတို့နော်နားလည်ပြီဆိုလို့ရှိရင်ငြိမ်းအေးခြင်းနဲ့ဆိုရင်ဘယ်အကြောင်းတရားကိုအာယုံပို့ပြီးတော့ဆက်ရမလဲအတွင်းအကြောင်းတရားကိုပို့အာယုံဆက်ဘာလို့အပြင်အကြောင်းတရားဆိုတာကပြုပြင်ဖို့အရန်ခက်တယ်တချို့ကိစ္စပြုပြင်လို့လည်းမရဘူးသူအကြောင်းမျိုးစုံရှိတာဆိုတော့ဖြစ်ချင်းတို့ဖြစ်နေကြတာပေါ့နော်အကြောင်းတရားတွေကအမျိုးမျိုးလာတာဆိုတဲ့အခါကျတော့ဒါဖြစ်ချင်းတို့ဖြစ်နေတဲ့လောကပေါ့ဟုတ်လားအဲ့ဒါကိုဘုံဘုံတို့နားလည်ပြီးတော့ကိုယ့်ရဲ့အတွင်းကစိတ်ကိုပူလောင်ပင်ပန်းဆင်းရဲသေးတယ်အတွင်းကအကြောင်းတရားကိုဒါဘာလို့အောင်တော့ပြင်ရမယ်ပေါ့ဘယ်လိုပြင်ရမှာတော့ယောနိသောမနတိကာရဖြစ်အောင်ကြိုးစားတာအာယောနိသောမနတိကာရနဲ့ယောနိသောမနတိကာရဖြစ်အောင်ကြိုးစားတာအဲ့လိုဖြစ်အောင်ကြိုးစားတဲ့နေရာမှာမြတ်စွာဘုရားပေးခဲ့တဲ့အလွန်တရာမှနော်မှန်ကန်တဲ့ထိရောက်တဲ့နိလန်းတွေကိုဘုံဘုံတို့ဘာလုပ်ကြမလို့အသုံးပြုရမယ်ပေါ့နော်ဒေသနာတွေကိုအသုံးပြုရမယ်ဟုတ်လားဘယ်နှချက်ပြောလိုက်တော့ဒီကနေ့၃ချက်နံပါတ်1နှလုံးစိတ်ဝါငြိမ်းအေးခြင်းနဲ့ဆိုရင်ကိုယ်အကြောင်းကိုပဲစိတ်ဝင်စားပါတော့သူများအကြောင်းကိုတတ်နိုင်တဲ့များခေါင်းထဲကနေဖယ်ထုတ်တဲ့အလေ့ကျင့်ကိုကြိုးစားဟုတ်လားနောက်နံပါတ်2ပြစ္ဆုတ်ပံမှာပဲစိတ်ကိုထားနိုင်အောင်ကြိုးစားငြိမ်းအေးခြင်းနဲ့ဆိုလို့ရှိရင်နော်အတိတ်ကဖြစ်ရတွေကမရှိတော့တဲ့အတွက်ကြောင့်မရှိတော့တာကြီးကိုရှိသေးတယ်လို့ပုံဖော်ပြီးတော့နော်ကိုယ်စိတ်ထဲမှာနော်လေးလေးလံလံကြီးသဲဆောင်ပြီးတော့မနေနဲ့ပေါ့နော်အနာဂတ်ဖြစ်မဲ့ကိစ္စမဖြစ်သေးတာတွေကိုကြိုတွေးပြီးတော့လေလေးလံမနေနဲ့ပေါ့ပြစ္ဆုတ်ပံကိုပဲနော်အခြေခံပြီးတော့နားလည်အောင်ဘာလို့မလို့ကြိုးစားနောက်နံပါတ်3အမြင်မှန်ကိုရင့်တန်အောင်ကြိုးစားမယ်အမြင်မှန်ဆိုတာဘာလို့အနိစ္စဒုက္ခဝိရိနာမဓမ္မဟုတ်လားမတည်မြဲသောမကောင်းမွန်သောဖောက်လဲဖောက်ပြန်ဖြစ်တတ်သောသဘာဝတရားတွေမျှတာဖြစ်တယ်ဆိုတဲ့အမြင်ပေါ့နော်ငါဥစ္စာလို့မှားယွင်းတဲ့အမြင်မှားကိုခြေဖြတ်နိုင်တဲ့အမြင်မှန်ပေါ့ဟုတ်လားအဲ့ဒီအမြင်မှန်ကိုရအောင်ဘုံဘုံတို့ဘယ်နည်းနဲ့တည်ဆောက်မလို့တတိပဋ္ဌာန်ဘာဝနာကိုပွားများတဲ့နည်းနဲ့တည်ဆောက်ရမယ်ဒါဒီကနေ့ညပြောခဲ့တဲ့ငြိမ်းအေးလူသူများအတွက်ဆိုတဲ့နော်တရားရဲ့အနှစ်ချုပ်နော်ဒါကြောင့်ကိုယ့်ရဲ့နှလုံးစိတ်ဝမ်းကိုငြိမ်းအေးအောင်နော်မြတ်စွာဘုရားသင်ပေးခဲ့တဲ့ဒီလန်းတွေကိုအသုံးချပြီးတော့ကြိုးစားအထောက်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုံဘုံတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုလို့အထောက်အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ပုညံမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း